တော်ဝင်ခါပါလဲဆိုလို့ရှိရင်ကျွန်တော်က citrus liberty ဆိုတဲ့အကြောင်းကိုကျွန်တော်ဝင်ခါချင်တာဖြစ်တယ်ဆိုတော့အရင်ဆုံးကျွန်တော်ကျမ်းစာကိုကျွန်တော်ကြည့်ချင်တယ်62ခုမြောက်သောစာလံကိုကျွန်တော်ရှိတယ်62ခုမြောက်သောစာလံအခန်းငယ်7ကနေ14ကိုကျွန်တော်ဖတ်မှာဖြစ်တယ်ဖြောင့်မတ်တော်သူသည်ဆိုဘလုံးပင်ကဲ့သို့ဖွင့်လန်း၍လေဗနုန်တောင်ပေါ်မှာအာရစ်ပင်ကဲ့သို့ကြီးပွားလေသည်ထာဝရဘုရား၏အိမ်တော်၌စိုက်ပျိုးသောသူတို့သည်ငါတို့ဘုရားသခင်၏တတိုင်းတော်တွင်ဖွင့်လန်းကြလိမ့်မည်အသက်ကြီးသောကာလတွင်ပင်အသီးကိုတည်၍ကျွယ်ဝစိမ်းလန်းကြလိမ့်မည်ထိုသို့သောအဖြစ်ငါ၏ကြောင့်ထာဝရဘုရားသည်ဖြောင့်မတ်တော်မူ၍မတရားသောအမှုနှင့်ကျွန်တော်15ပါးဆက်ပြီးဖတ်လိုက်တာဖြစ်ပါတယ်ကင်းလွတ်တော်မူသည်ဟုထင်ရှားလိမ့်မည်အဲ့တော့ဒီနေရာမှာဆိုလို့ရှိရင်Lebanon နိုင်ငံမှာပေါ့နော်ကျွန်တော်မြန်မာကျမ်းစာကတော့ Lebanon လို့ရေးမှာပေါ့ Lebanon နိုင်ငံမှာရှိတဲ့အာရစ်ပင်ပေါ့အဲ့အကြောင်းရေးတာစီဒါပင်ကဒီအာရစ်ပင်ကမျိုးနွယ်အများကြီးရှိတယ်ဒါကဘာမှတော်တော်လေးကောင်းတယ်အဲ့ဒီမျိုးနွယ်ကိုLebanon ကရှိတဲ့စီဒါပေါ့နော် Citrus liberty လို့ scientific name နဲ့ခေါ်တယ်အဲ့တော့ဒီနေရာမှာဆာလန်ဆရာအဲ့ဒါကိုပြောရတယ်လေဗနုန်တောင်ပေါ်မှာအာရစ်ပင်လိုမျိုးကြီးထွားလိမ့်မယ်ထာဝရဘုရားအိမ်တော်မှာစိုက်တယ်ဆိုတော့အဲ့ဒီကတိုင်ပဲတွေ့ရလိမ့်မယ်တကယ်ခက်ခဲတဲ့နေရာပေါ့အဲ့ဒီကတောင်နေဆိုလို့ရှိရင်ပေ1000ကျော်တယ်ဒါပေမဲ့အဲ့ရပင်တွေကတော့ဒီပေ1000ကျော်လောက်မှာပေါ့နော်နဲတဲ့အပင်တွေမဟုတ်ဘူးသူတို့ပေါက်တဲ့အရာပေါ့အမြင့်ကြီးပေါက်တယ်မျိုးဆက်တွေသာပြောင်းသွားတယ်အဲ့ရပင်တွေကရှိနေတယ်အရန်ပြင်းထန်တဲ့ယာတီဥတုတွေသူကနှင်းအရန်ကျတဲ့နေရာဖြစ်တယ်ຫນွေဆိုလဲတအားပူတယ်နောက်ပြီးမုန်တိုင်းတွေလည်းတိုက်တယ်အဲ့ဒါကိုကောင်းကောင်းခံနိုင်တယ်အရန်ကိုလှပတယ်မှုေးကြိုင်တယ်ဘာလို့မှုေးကြိုင်လဲဆိုတော့သူ့တွေကနေထွက်တဲ့ essential oil ပေါ့နော်အဲ့တော့ဒီ cedar essential oil ဆိုကျွန်တော်တော်သဘောကျရတဲ့မှာပါတယ်သူကအနံ့ကသင်းတဲ့အမျိုးအစားပေါ့ကျွန်တော်တို့တနက်ခါတို့ဘာလို့အနံ့တော့မတူဘူးပေါ့ဒါပေမဲ့ပြောချင်တာသူကဆူးရှာတဲ့အနံ့မဟုတ်ဘဲနဲ့သင်းတဲ့အနံ့အမျိုးအစားဖြစ်တယ်အရန်ကိုတန်မိုးထားတယ်သူတဘာဝ essential oil ကမှုတွေပိုးတွေကိုသူကကာကွယ်ပေးတယ်အဲ့မလို့အဲ့တစ်သားအရန်ကိုခံတယ်သူကဘာမှ chemical treated မလုပ်လဲနှစ်ပေါင်း20ကျော်30ကျော်လောက်ကတဘာဝထဲမှာဒီတိုင်းတရားတွေဘာတွေစောက်မယ်ဆိုလဲခံတယ်ဒါပေမဲ့အထူးသဖြင့်သူ့ကိုတော့တကယ်ကိုခန်းနားထည့်သွားတဲ့နေရာတွေပေါ့နော်ရှော်လုံမင်းကြီးရဲ့နန်းတော်တို့အဲ့လိုမျိုးနေရာတွေမှာလည်းစောက်ကြတယ်ဒါကျမ်းစာမှာလည်းတွေ့ပါလိမ့်မယ်ဗိမာန်တော်အကြောင်းတွေရောကျွန်တော်တွေ့လိမ့်မယ်ဘာလို့လဲဆိုတော့အဲ့နာမှာပတ်ဝန်းကျင်မှာရှိတဲ့ Egyptian တွေသူတို့ကတော့ Phoenicians တွေခေါ်တာပေါ့နော်ပြီးရင် Egypt ကသူတွေ Assyrians တွေကဒါဒီနေ့ခေတ် Iraq ပေါ့အဲ့ဘက်က Babylon တွေနော် Iraq ရဲ့တောင်ပိုင်းနဲ့မြောက်ပိုင်းမှာမြောက်ပိုင်းသားတွေက Assyrians တွေပေါ့တောင်ပိုင်းသားတွေက Babylonians တွေဘာဘူးလုံတွေပြီးလို့ရှိရင်ကျွန်တော်တို့ရဲ့ဣသရေလလူမျိုးတွေနောက်ပြီးရင်အီရန်ဖြစ်တဲ့ပါရှားလူမျိုးတွေနောက်ပြီး Greek တွေ Roman တွေအရန်ကိုတန်မိုးထားတယ်ဆိုတော့အဲ့ဒီတောင်တွေကသူကထုံးကြောင်းနဲ့ထာဝရဘုရားတည်တော်မူတဲ့တောင်တွေဖြစ်တယ်အဲ့တော့အပေါ်မှာတော့သူမြေစီလွားပါတယ်ပေါ့နော်အဲ့တော့အဲ့အပင်ကဘယ်လိုလုပ်အမြင့်ကြီးဖြစ်ပြီးဘယ်လိုလုပ်ပေါက်နိုင်တာလဲဆိုတော့သူကအဲ့ကြောက်ကြားတွေထဲမှာနေရာရှိရင်ရှိသလောက်သူအမြင့်တွေအကုန်ထိုးပြီးတော့မှသူကကောင်းကောင်းတွေ့ထားတဲ့အပင်မျိုးဖြစ်တယ်ကျွန်တော်ထပ်ပြောတယ်သူရဲ့သိပ္ပံနာမည်ကို Citrus liberty လို့ကျွန်တော်ခေါ်တယ်အဲ့တော့သူက Lebanon နိုင်ငံရဲ့အရန်ကိုဂုံယူရတဲ့လက္ခဏာအဲ့ဒါမို့လို့သူတို့ရဲ့နိုင်ငံတော်အလံမှာအဲ့ဒီအပင်ကိုတွေ့ရလိမ့်မယ်ဒီနေ့ကျွန်တော် Lebanon ကိုကျွန်တော်ဆက်ပြီးဆူတောင်းပေးဖို့ဖြစ်ပါတယ်အားလုံးလည်းသိမှာပါเนาะပြီးခဲ့တဲ့အပတ်မှာသမ္မတ Trump နဲ့ဒီ Lebanon သမ္မတနဲ့အိမ်ဖြူတော်မှာတွေ့ဆုံတာဖြစ်တယ်အဲ့တော့အရေးကြီးတဲ့အရာတွေဆွေးနွေးနေတာဖြစ်တယ်အဲ့တော့သူကအမြင့်ကတော့တောင်းမြင့်တယ်ပေါ့နော်ပေ80ကျော်တယ်ပေ130ဒါပြန်မြောက်ပြောတာ130ကျော်တဲ့အပင်တွေတောင်ရှိတယ်ပေါ့နော်အဲ့တော့ဒီလောက်မြင့်တယ်သူ့ရဲ့လုံးပတ်ဆိုလို့ရှိရင်လိုကန့်လန့်ဖြတ်တိုင်းလိုက်မယ်ဆိုကျွန်တော်ရဲ့အရက်ထက်ကျော်တယ်10ပေပေါ့နော်ဒါပြန်မြောက်ဆိုလို့ရှိရင်အဲ့တော့ကျွန်တော်အရက်ထက်တောင်မှကျော်တယ်သူကအဲ့မှာသွားတွေးလိုက်မယ်ဆိုအပင်တွေအများစုကနှစ်ပေါင်းရာနဲ့ချီတယ်ထောင်ချီတဲ့အပင်တွေလည်းရှိတယ်နော်အများစုကတော့အဲ့ရာနဲ့ချီပြီးတော့မှရှိတယ်အဲ့တော့ဒီအပင်အကြောင်းကိုကျွန်တော်ဘာကြောင့်အခုဆာလန်ဆရာကလည်းအဲ့ဒါမလို့ဒီမှာဆိုကျွန်တော်တို့တွေးရလိမ့်မယ်ပွင့်လန်းတယ်ဆိုတဲ့အကြောင်းတွေနောက်ပြီးလို့ရှိရင်အသက်ကြီးသောကာလမှာအသီးသီးတယ်ဆိုတဲ့အကြောင်းအရာတွေသူကပြောရတယ်ဆာလန်ဆရာထာဝရဘုရားအိမ်တော်၌စိုက်ပျိုးတယ်အဲ့စလုံးကတော်တော်လေးလှတာဖြစ်တယ်နော်ထာဝရဘုရားရဲ့အိမ်တော်မှာစဉ်းစားကြည့်ပါနော်လူတယောက်ကသူ့ရဲ့အိမ်ထဲမှာဒီပန်းအိုးနဲ့အပင်တစ်ပင်ကိုထားမယ်ဆိုတာသူတန်ဖိုးထားလို့ဖြစ်တယ်ထာဝရဘုရားအိမ်တော်မှာဘုရားရှင်ကစိုက်ပျိုးမယ်ဆိုပြီးတော့မှပြောရတယ်အဲ့တော့ကျွန်တော်ပထမအဆုံးအချက်အနေနဲ့ဒီနေ့ကျွန်တော်3ချက်ပေါ့နော်ဒီဟာနဲ့ပတ်သက်ပြီးကျွန်တော်ပြောချင်တာဖြစ်တယ်ပထမအဆုံးတစ်ချက်အနေနဲ့ကျွန်တော် Citrus liberty လို့ကျွန်တော်ဘာလို့ပြောလဲဆိုရှင်သင်တို့က
သင်တို့ဖြစ်တဲ့အရာကိုသင်တို့သိဖို့လိုတယ်ဘာလို့လဲဆိုတော့သင်တို့ကတန်ဖိုးရှိတာဖြစ်တယ်ဂုဏ်တည်ရှိတယ်ဖခင်အဲ့ဒါအရန်တန်ဖိုးထားတယ်အဲ့တော့အဲ့အတိုင်းကျွန်တော်တို့ကအသက်ရှင်ဖို့လိုတယ်လူတွေကျွန်တော်တို့ကိုပြောတဲ့အရာတွေကကျွန်တော်တို့အတွက်အသက်ရည်မကျစေဘူးကျွန်တော်တို့ကိုဘယ်လိုမြင်တယ်လဲဆိုတာကအရန်အရေးကြီးတာဖြစ်တယ်သင်ကိုလူတယောက်ကအမျိုးမျိုးသိခါကြအောင်ပြောဆိုတယ်တိုက်ခိုက်တယ်ဆိုရင်ကျွန်တော်ပြောပြမယ်သူတို့အသက်မရှင်တဲ့နေပယ်မှာသင်ကအသက်ရှင်နေတယ်အဲ့ဒါဘာလဲဆိုတော့သင်ကဂုံသိခါနေပယ်မှာသင်အသက်ရှင်နေတာဖြစ်တယ်သူတို့မှမရှိတဲ့ဟာသင်မှရှိတယ်လို့ကျွန်တော်မပြောဘူးနော်အဲ့ဒီလူတွေမှာဂုံသိခါမရှိဘူးလို့ကျွန်တော်ပြောတာမဟုတ်ဘူးဒါပေမဲ့သူတို့ရဲ့တန်ဖိုးကိုသူတို့မမြင်ဘူးတန်ဖိုးကိုမမြင်တဲ့အချိန်မှာသူတို့ပြုမှုလှုပ်ရှားတဲ့ပုံစံတွေကမှားယွင်းနေတယ်ရှင်မာကုအခန်းကြီး၈အခန်းငယ်15မှာသခင်ယေရှုကတပည့်တော်တွေကိုပြောလဲဆိုတော့ hero ရဲ့တစေဖာရီရှဲရဲ့တစေကိုကျင်ရှောင်ရမယ်သတိထားရမယ် watch out စောင့်ကြည့်နေရမယ်သိကြအဲ့တော့ hero ဆိုတာကနိုင်ငံရေးလုပ်တဲ့မျိုးနွယ်တွေဖြစ်တယ် hero က Pharisee တွေကတော့ဒါဘာသာရေးပေါ့နော်အဲ့တော့ဒီ political spirit နဲ့ religious spirit ကသဘောတစ်ခုတူတာရှိတယ်သူတို့ကဘာသဘောတူလဲဆိုရင်ကဘာပေါ်မှာပေါ့နော်အခုဒီ American ရွေးကောက်ပွဲတွေပဲလုပ်ဗမာပဲလုပ်ကဘာပေါ်မှာရှိတဲ့ဒီနိုင်ငံရေးအတိုင်းဝိုင်းတွေဘာသာရေးအတိုင်းဝိုင်းတွေကသူတို့လုပ်ရတဲ့အရာပါလဲဆိုလို့ရှိရင်ကိုယ့်ကိုသူတို့ကမြင့်တင်ရတယ်အဲ့ဒါမှပဲသူတို့အမြင့်ကိုရောက်တာပေါ့နော်ပြီးရင်ကိုယ့်ကိုသူများကထိုးနှက်လာတဲ့ဟာကိုသူတို့ကကာကွယ်ရတယ်အဲ့တော့နောက်တနည်းပြောမယ်ဆိုသူများကိုသူတို့ကပြန်ပြီးထိုးနှက်ရတာဖြစ်တယ်အဲ့တော့အဲ့ဒါမှပဲသူတို့ကနေရာရတာဖာရီရှဲနဲ့အခုဖာရီရှဲအိမ်တိုင်းပဲသခင်ယေရှုကိုသူတို့အဓိကတိုက်ခိုက်တဲ့အရာကိုကျမ်းစာကပြောရလဲဆိုရင်သူတို့နေရာပျောက်သွားမှသူတို့စိုးရိမ်နေဆိုတဲ့အကြောင်းကျမ်းစာကအဲ့လိုမျိုးပြောရတယ်လူတွေအားလုံးကတဖြည်းဖြည်းနဲ့သခင်ယေရှုနောက်ကိုလိုက်နေတဲ့အချိန်မှာသူတို့ကိုသူတို့ကာကွယ်ဖို့သူတို့လုပ်နေတာတကယ်တမ်းကျတော့အဲ့အကြောင်းကိုပြောရတယ်သူတို့ကိုသူတို့မြင့်တင်မယ်သူတို့ကိုသူတို့ကာကွယ်မယ်နိုင်ငံရေးနယ်ပယ်မှာလည်းအဲ့အတိုင်းပဲပေါ့နော်ဒီပြိုင်ဘက်ကိုဒါရွေးကောက်ပွဲလုပ်တဲ့နိုင်ငံတွေမှာတချို့ဆိုလို့ရှိရင်ရည်လဲရှိရတယ်ကျွန်တော်တို့အခုဆိုဒါ American သမ္မတဆိုလဲသူပြောချင်တာပြောပလိုက်တဲ့ထဲမှာပါတယ်သူရဲ့ပြိုင်ဘက်ကိုအဲ့တော့နိုင်ငံရေးနယ်ပယ်အဲ့အတိုင်းပဲသူများကိုသူတို့က beat down ပေါ့နော်ရိုက်ချပလိုက်ပြီးတော့မှကိုယ့်ကိုမြင့်တင်ဖို့ဒါပေမဲ့ကျွန်တော်ပြောချင်တာအသင်းတော်နယ်ပယ်မှာအဲ့လိုမဟုတ်ဘူးဖြစ်တယ်အာမင်အဲ့ဒါအရန်အရေးကြီးတယ်ဝိညာဉ်ရေးကနယ်ပယ်မှာကျွန်တော်တို့တွေကနှုတ်ကပတ်တော်ဝေငှနေတဲ့တခြားဓမ္မဆရာတွေကိုကျွန်တော်တို့ကရိုက်ပုတ်ဆရာမလိုဘူးဖြစ်တယ်ဒါဒီအင်မတန်အရန်အရေးကြီးတဲ့အရာတစ်ခုဖြစ်တယ်နောက်ကိုယ့်ကိုယ်လည်းမြင့်တင်ဆရာမလိုဘူးဖြစ်တယ်ကျွန်တော်တို့အားလုံးကထာဝရဘုရားရဲ့ခြေတော်ရင်းမှာစက္ကန့်အနံ့မူရန်အတွက်ဖြစ်တယ်အဲ့မို့ကျွန်တော်တို့စောင့်ကြည့်ရမယ့်အရာရှိတယ်အဲ့ဒါကဘာဆို hero ရဲ့တဆေးနဲ့ Pharisee ရဲ့တဆေးကကျွန်တော်တို့စီမဝင်လာဘူးဖြစ်တယ်ဟောကျွန်တော်တို့ကတန်ဖိုးရှိပြီးသားပဲကျွန်တော်အဲ့အကြောင်းကိုကျွန်တော်ထပ်ပြီးပြောရနော်သင်ကတန်ဖိုးရှိပြီးသားဖြစ်တယ်တန်ဖိုးရှိပြီးသားဖြစ်တယ်ဆိုတဲ့အချိန်မှာဒီတန်ဖိုးကျစေမယ့်အရာတွေကိုကျွန်တော်တို့ကမဝင်ဖို့ရန်အတွက်အရန်ကိုသတိထားဖို့လိုအပ်တယ်အဲ့ဒါကျွန်တော်တို့နဲ့မဆိုင်တဲ့အရာတွေကိုကျွန်တော်တို့ကဘယ်တော့အခါမှအခွင့်မပေးဖို့လိုတယ်အဲ့တော့ဒုတိယတစ်ချက်ကျွန်တော်ထပ်ပြီးပြောချင်တယ်တန်ဖိုးအကြောင်းပြောပြီးတဲ့အချိန်ပေါ့နော်အဲ့တော့ကဘာဦးချမ်းအခန်းကြီး1ကိုကျွန်တော်ပြန်သွားမယ်ဒုတိယအကြောင်းကနေရာအကြောင်းကျွန်တော်ပြောချင်တယ်တန်ဖိုးအကြောင်းပြောပြီးဆိုတော့အဲ့အပင်ကဘယ်နေရာတွေမှာပေါက်တယ်လဲဘာလို့ခိုင်မာလဲကျွန်တော်ပြောခဲ့တယ်ပေါ့နော်သူတို့ရဲ့အမြင့်တွေထိုးအားတွေကြောင့်သူတို့ကအင်မတန်သူကဒီလိုတော့ရှိတယ်မရွေ့ဘူးဆိုတဲ့အရာကတီမြဲတယ်ဆိုတဲ့နေရာအဲ့တနေရာမှာသူတို့ကုတ်နိုင်တဲ့အားကိုပါတယ်ပြီးရင်သူတို့တစ်သားကလည်းအရန်ကောင်းတယ်အရန်မာတယ်ပြီးရင်သူကနှစ်ပေါင်းရာနဲ့ချီပြီးသူတို့ခံတယ်ဒီအချိန်တွေရောနယ်ပယ်တွေရောဘာဖြစ်လို့လဲဆိုတော့နေရာအကြောင်းပေါ့နော်အဲ့တော့ကဘာဦးချမ်းအခန်းကြီး1အခန်းငယ်1နဲ့2ကိုကျွန်တော်အားလုံးဖတ်ကြည့်အောင်နံပါတ်1တစ်ချက်ကအရေးကြီးပြီเนาะကျွန်တော်စပြီးနေနေတဲ့အရာနဲ့ကျွန်တော်စပြီးပြောမှဖြစ်တယ်စပြီးကျွန်တော်အချိန်တင်တော့မှဖြစ်တယ်အဲ့တော့ဘုရားသခင်ကကောင်းကင်ကိုဖန်ဆင်းတယ်အင်္ဂလိပ်လိုကကောင်းကင်များပေါ့ရှမာယင်လို့ဟီဘရူးလိုကပြောတယ်အပေါ်မောကြည့်လိုက်ရင်ကောင်းကင်တွေရှိတယ်ပေါ့နောက်ပြီးရင်အောက်ကိုကြည့်လိုက်ရင်မြေကြီးရှိတယ်ကျွန်တော်တို့လူသားတယောက်အနေနဲ့ကြည့်လိုက်ရင်ပြောတာအဲ့တော့ဘုရားသခင်ကအစအဦးမှာကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းတာတယ်အခန်းငယ်2ကိုကြည့်မယ်အဲ့တော့မှမြေကြီးကအစင်းတရံမရှိဘူးလွတ်လပ်လာဟာဖြစ်တယ်အဲ့ဒါဟီဘရူးစလုံးမှာသူကကာယန်ကြီးတယ်တိုဟူဗာဗိုဟူတိုဟူဗာဗိုဟူလို့ခေါ်တယ်နော်တိုဟူဗာဗိုဟူဆိုတာကအစင်းတရံမရှိဘူး formless ဘာအစင်းတရံမှာရုပ်လုံးမပေါ်ဘူးနောက်တနည်းပြောမယ်ဆိုရင်ဒီမှာတရားဟောပလင်ဆိုရင်အပေါ်မှာကျမ်းစာတင်လို့ရအောင်သူ့ရဲ့
သူ့ရဲ့ function တိုင်း serve လုပ်လို့ရအောင်သူကဒီလိုနေရာကျဲမယ်အောက်ကတိုင်ကြတော့သူ့ရဲ့ jet ကောင်းရှိတဲ့နေရာမှာတွယ်သွားမယ်လူဆိုလဲအဲ့လိုပဲလေခေါင်းကအရွယ်အစားခါဘလောက်လဲလေပင်ကဘလောက်လဲဆိုတော့သူ့ရဲ့ပုံစံမျိုးရှိတာပေါ့အစာအုပ်တွေဆိုလဲအဲ့အတိုင်းပဲကားတွေဆိုလဲအဲ့အတိုင်းပဲပေါ့နော်ဘာအတွက်သုံးမဲ့ကားလဲပစ္စည်းတွေမဲ့ကားလားသူ့ရဲ့တီဆောက်တဲ့ပုံစံအဲ့တော့ဒီမှာအစင်းတရံဆိုတဲ့နေရာကအပြင်ကအလှပပဲမဟုတ်ဘူးသူ့ရဲ့ order လို့အဓိပ္ပာယ်ရတယ် order ဆိုတာသိလားစနစ်တကျနဲ့အစီအစဉ်တကျလုပ်ထားတာအစင်းတရံမရှိဘူးဆိုတော့ order မရှိဘူးလို့ပြောတာဘာမှယုံလုံးမပေါ်ဘူးပေါ့အစင်တကျအစီအစဉ်နဲ့ဘယ်လိုခေါ်မလဲမယထာတွဲလို့မြင်မယ်ဆိုခေါင်းတွဲရှိမယ်ကုံတယ်တဲ့နေရာရှိမယ်လင်းတစ်စင်းကိုကြည့်မယ်ဆိုလဲစက်ခေါင်းခန်းရှိမယ်ပြီးအတောင်ပန်ဆိုတာပါရမယ်ပြီးမှ engine ဆိုတာပါရမယ်သူ့ရဲ့ order နဲ့သူဖြစ်ရမယ်အဲ့တော့အစင်းတရံမရှိဘူး formless ဖြစ်တယ်ဆိုတဲ့အဓိပ္ပာယ် an order ကိုပြောတာအစီအစဉ်မကျနေဘူးလို့ပြောတာเนาะအဲ့ဒါတိုဟူလို့ခေါ်တယ်เนาะမြန်မာတွေကတော့တိုဟူစားတော့เนาะနောက်တော့ vavhu ဆိုတာက vhu ဆိုတဲ့အဓိပ္ပာယ်ကဘာကိုပြောတာလဲဆိုတော့လွတ်လပ်လဟာဖြစ်တယ်ဆိုတော့အဓိပ္ပာယ် uninhabited ဘာမှမနေနေဘူးလို့ပြောတာဘာမှမနေဘူးဆိုတာသိလားမြေကွက်လက်ကွင်းပြင်မှာကဘာကြီးကိုကြည့်လိုက်ရင်ဘာရုပ်လုံးမှမပေါ်ဘူးအဲ့အချိန်မှာဘာလဲဆိုတော့ဘာအစင်းတရံမှလည်းမရှိဘူးအဲ့တော့ဒီဟာတွေကဘာအကြောင်းအောင်ပြောချင်တာလဲဆိုတော့ order မရှိဘူးဆိုတာ purpose မရှိဘူးဆိုတဲ့အဓိပ္ပာယ်ဖျားရှင်မပြုတ်ပြင်မဖန်ဆင်းခင်မှာလူတွေရဲ့အတိုင်းပဲဖြစ်တယ်ကျွန်တော်တို့ကဒီမူရစေရဲ့ကြေးကျွန်ဖြစ်နေတဲ့သူတွေကိုကျွန်တော်အမှုတော်ဆောင်ခဲ့တဲ့နှစ်ပေါင်းကာလတွေကျွန်တော်ဘောနော်အဲ့ဒီမှာကျွန်တော်မိတ်ဆွေဆိုနှစ်နဲ့ချီပြီးအမှုတော်ဆောင်ပါတယ်ကျွန်တော်တို့တကယ်လက်တွေ့ရတော့6လပေါ့အဲ့တော့ဒါ6လအမှနေပြီးတော့ကျွန်တော်အမှုတော်ဆောင်မှုတဲ့အချိန်မှာပေါ့နော်ဘဝတွေကအများကြီးဘလောက်ကြိုးပဲ့လဲဆိုလို့ရှိရင်ဒီနေ့ကအင်္ဂါလဗုဒ္ဓဟူလသူတို့မသိဘူးဘယ်လဆိုတာလည်းမသိဘူးသိဖို့လည်းသူတို့မလိုဘူးအဲ့လိုပုံစံဖြစ်နေတာသူတို့ဘဝမှာတိုင်းပြည်မှာဘသူကလက်ရှိမှာအုပ်ချုပ်နေလဲဘသူဘာလုပ်နေလဲကဘာမှာဘာဖြစ်နေလဲဘာမှမသိဘူးသူတို့ Facebook တွေဘာလဲသူတို့စိတ်မဝင်စားဘူးဘာဖြစ်လို့လဲဆိုတော့သူတို့ဘဝအစီအစဉ်ကြားနာမှုဘာမှမရှိဘူးအမဒီနေ့ဘာနေ့လဲလို့မေးလိုက်ရင်သူတို့ဘယ်တော့မှမဖြေနိုင်ဘူးအဲ့လိုမျိုးတွေဖြစ်တာပေါ့နော်ဟောသိလဲမသိဘူးနေရောညရောသူတို့မသိဘူးအိမ်တအိမ်လုံးကမနိုင်လို့လာပို့တာဆိုတော့အတိတ်ပဲကဘာလဲဆိုတော့သူတို့မှာဘာ order မှမရှိဘူးအစဉ်တကျမရှိဘူး formless ဘာရုပ်လုံးမှမပေါ်တော့ဘူးဘဝဘာကြောင့်လဲ no purpose no order no purpose ဘာရည်ရွယ်ချက်မှမရှိဘူးအဲ့တော့အဲ့အချိန်မှာဘုရားသခင်ကအဲ့ဓာတွေကိုကောင်းစွာပြုပြင်ဖန်ဆင်းရတာကိုအင်မတန်စိတ်ဝင်စားတယ်ဘုရားသခင်ဖြစ်တယ်ဘုရားသခင်ကစောနာအစဉ်တကျမရှိတဲ့ဟာတွေကိုတေချာဘုရားကပြန်ပြီးတော့ဖန်ဆင်းပေးခြင်းတယ် purpose ကိုပြန်ပြခြင်းတယ် purpose ကိုပြရဲဆိုတဲ့အရာ prophetic နယ်ပယ်ဖြစ်တယ်တချို့က prophetic ဆိုတာကိုနားမလည်ဘူး prophetic ဆိုတာကျွန်တော်ပြောတာဘီဒင်ဟောသလိုပဲဟောတဲ့အရာမဟုတ်ဘူး prophetic ဆိုတာလူတယောက်ရဲ့ purpose ကိုခေါ်ထုတ်တာလောကကြီးကိုအမြင်ကို world view လို့ English ကခေါ်တာပေါ့နော်လူတိုင်းမှာ world view ရှိတယ်ခင်ဗျားမှာ world view ရှိလားသွားမေးစရာမလိုလူဘဝဆိုတာဘာလဲအမှန်တရားဆိုတာဘာလဲကိုကျင့်တရားကောင်းတယ်ဆိုတာဘာလဲလူဆိုတာဘာလဲလူတိုင်းမှာလောကမှာလူတိုင်းမှာအမြင်ရှိတယ်ဒါပေမဲ့အဲ့အမြင်ကတယောက်နဲ့တယောက်နဲ့မတူဘူးကျွန်တော်ကအနီရောင်မျက်မှန်ကိုတက်လိုက်မယ်ဆိုတလောကလုံးအနီရောင်ပုံစံမြင်မယ်မျက်မှန်မှန်သားကိုအနီရောင်ဆိုးထားရင်ပြောတာဒါမှမဟုတ်ရင်ကျွန်တော်ရဲ့မျက်မှန်ဒီကွဲအပ်ပြီးတော့မှမကောင်းဘူးဆိုရင်အဲ့ဒါနဲ့ကြည့်လိုက်မယ်ဆိုတလောကလုံးတွန့်နေတဲ့ပုံစံတွေနဲ့ကျွန်တော်ကသွားပြီးမြင်မယ် world view မှာအဲ့တော့ biblical world view ကျမ်းစာနဲ့ညီတဲ့လောကကိုရှုမြင်ခြင်းမှာကြတော့သူကတမန်ကျမ်းစာရဲ့ရှုထောင့်ကနေကျွန်တော်တို့ကမြင်တာဥပမာအောင်မြင်ခြင်းဆိုတာပါလေလောကသားတွေကအောင်မြင်ခြင်းဆိုတာဘယ်လိုမျိုးမြင်လဲဆိုတော့တချို့ကပတ်စံရှင်အောင်မြင်တယ်လို့ထင်တယ်အဲ့မလို့သူတို့ဒီပတ်စံအတွက်အရန်စူးစမ်းကြတယ်တချို့ကကြော်ကြားမှုကသူတို့အောင်မြင်စေရလို့ထင်တယ်တချို့ကလွှမ်းမိုးနိုင်မှုဩဇာတိတ်ကမကြီးမားမှုသူတို့ရဲ့နာမည်ကလူတွေပေါ်မှာဘယ်လောက်လွှမ်းမိုးသလဲဆိုတဲ့အရာပေါ်မှာနာမည်ကြီးတာတွေမကောက်အောင်နော်သူတို့ပြောလိုက်တဲ့အရာပေါ်မှာဘယ်လောက်လွှမ်းမိုးသလဲဆိုတဲ့အရာနောက်တချို့ကြတော့ဗာလဲဆိုအာနာပေါ့ powers တချို့ကြတော့ comfort တတ်တောင်တတ်တာရှိတဲ့ဘဝငါဘဝကောင်းကောင်းနေနိုင်တယ်ငါတို့ကမိသားစုဒီလုံလုံချုံချုံကောင်းကောင်းမွန်မွန်နေနိုင်ငါတို့ဘဝအောင်မြင်ပြီလို့မြင်တယ်ကျမ်းစာအဲ့ဒါကိုစန့်ချင်တာမဟုတ်ဘူးအဲ့ဒါတွေမလိုဘူးလို့မပြောဘူးဒါပေမဲ့အဲ့ဒါတွေအားလုံးရှိနေသည့်တိုင်ဘုရားရှင်ပေးတဲ့ purpose ကိုဥပမာနားလည်အောင်ပြောမယ်နော်အေးဒီလောကမှာမွေးဖွားလာတဲ့ရည်ရွယ်ချက်ဒီသူဒီသင်္ဘောဆောက်ဖို့ဖြစ်လာတယ်ဘုရားခိုင်းလာတာသူသင်္ဘောသာမဆောက်ဖြစ်ခဲ့လို့ရှိရင်သူ့ရဲ့ purpose ကမပြည့်မီဘူးသူအောင်မြင်တယ်လို့ပြောလို့မရအောင်အဲ့တော့ကျွန်တော်ပြောချင်တာဘာလဲဆိုတော့သင်တို့ကျွန်တော်တို့ကငွေကြေးရှိတာကိုကျွန်တော်မားတယ်လို့ကျွန်တော်ပြောတာမဟုတ်ဘူးတတောင်းတတဖြစ်တာကိုမားတယ်ပြောတာမဟုတ်ဘူးအရာခသိန်းပြည့်စုံနေအောင်ဒီလောကမှာကျွန်တော်တို့ရောက်လာတဲ့ရည်ရွယ်ချက်ကိုဘုရားရှင်ဘာလို့ပို့လဲဆိုတာရှိတယ်ဒီနေ့အဲ့ဒါကျွန်တော်တို့ရင်ဆိုင်ရမယ့်အရာဖြစ်တယ်အဲ့ဒါကိုကျွန်တော်တို့ကမသိသွားဘူးမလုံနိုင်ဘူးဆိုကျွန်တော်တို့ကအောင်မြင်တာမဟုတ်ဘူးအဲ့တော့အောင်မြင်ခြင်းကိုလောကရှုမြင်တဲ့ပုံနဲ့ကျမ်းစာရဲ့ရှုမြင်တဲ့ပုံနဲ့မတူဘူး
ဒီလိုဆိုကျွန်တော်ပြောတာမြင်မိတယ်နော်အဲ့တော့စောနာကလို့ဒီကဘာကြီးကမြေကြီးကအစင်းတရံမရှိဘူး order ဘာမှမရှိဘူးဘာကြောင့် order မရှိလဲဆိုတော့သူတို့မှာဘာ purpose မှမရှိဘူးအဲ့အချိန်မှာဘုရားသခင်ကသူတို့မပေးသေးဘူးမပြုတ်ပြင်မဖန်ဆင်းရသေးဘူးတန်ရှင်သောဝိညာဉ်တော်ကရေမြင့်မြင့်ပြင်ပေါ်မှာလှုပ်ရှားပြီးတော့မှ6ရက်နဲ့ဖန်ဆင်းတဲ့အချိန်မှာအဲ့ဒါတွေအားလုံးကပြောင်းလဲလာပါဒီနေ့ကျွန်တော်တို့ဘဝမှာ purpose လို့ခေါ်တဲ့ရည်မှန်းချက်မရှိလို့ရှိရင်ဝိညာဉ်တော်ကအဲ့ဒီ purpose ကိုကျွန်တော်တို့ကိုပေါ်ပြခြင်းနဲ့မှုတ်သွင်းခြင်းနဲ့အဲ့ဒါကို prophetic လို့ခေါ်တယ် okay prophetic ကအရန်ကိုလှပတဲ့အရာဖြစ်တယ်ကျွန်တော်တို့တယောက်ချင်းစီဘဝကိုအသင်းတော်တွေအများကြီးရှိတဲ့ကမ္ဘာပေါ်မှာဒါပေမဲ့မဟုတ်ဘူးဘုရားသခင်ကဒီအသင်းတော်ကိုဘာအတွက်သုံးခြင်းလဲဆိုတဲ့အရာနောက်ဘလောက်အတိုင်းအတာအထိသုံးခြင်းလဲအတိုင်းအတာဆိုတာတခါလေဘုရားကကန့်တတ်တာမဟုတ်ဘူးကျွန်တော်တို့လူတွေကဆောနာ purpose ကိုမသိလို့ရှိရင်မရောက်သွားတာရှိတယ်မရောက်သွားဆိုတာတလားလူတွေကတခါလေကြာရင်ကိုယ့်အတွက်အလုပ်လုပ်တဲ့သူတွေရှိတယ်ကိုယ့်အဖွဲ့အစည်းအတွက်အလုပ်လုပ်တဲ့လူရှိတယ်ဒါပေမဲ့ကျွန်တော်တို့ကတာ၍ကြီးမားတဲ့အမြင်ကိုကျွန်တော်တို့မြင်ဖို့လိုတယ်တာ၍ကြီးမားတဲ့အမြင်ကိုမမြင် church တွေကဘာဖြစ်သွားတတ်လဲဆိုတော့ entertainment ဖြစ်သွားတတ်တယ်ကျွန်တော်တို့အားလုံးအဲ့ဒါကိုကျွန်တော်ကဆင်ခြင်ရမယ်ဥပမာရှန်စုံလို့ပေါ့ရှန်စုံမှာဘာ vision မှမရှိတော့အမြင်မရှိဘူးသူ့မျက်လုံးတွေဖောက်ထုတ်ခံလိုက်ရပြီဒါပေမဲ့သူကဖြော်ပြဖို့အသုံးဝင်တယ်ဖြော်ပြဖို့ဆိုတာသူလာကြည့်ကြတယ်အကုန် Philly လူတွေကသူ့ကိုပွဲလာကြည့်ကြတယ်ဒီနေ့ကျွန်တော်တို့တွေကယူပါယုံမရှိရင်လူများအောင်တော့ကျွန်တော်တို့ကလှုပ်လို့ရတယ်ဒါပေမဲ့ entertainment ပုံစံမျိုးဖြစ်သွားနိုင်တယ်အဲ့ဒါမလို့ကျွန်တော်တို့ကတကယ်မူရင်းကိုပြန်သွားဖို့လိုတယ်အသင်းတော်တွေဖြစ်စီတယောက်ချင်းစီဖြစ်စီဘာလဲဆိုတော့ကိုရောကျွန်တော်ရဲ့ purpose ကိုဒီနေ့ကျွန်တော်ကိုပြပါအဲ့ဒါ purpose ကတအားအရင်ရေးကြည့်ရည်မှန်းချက်ရည်ရွယ်ချက်ပေါ့လူကနေထားတဲ့ ambition ကိုကျွန်တော်ပြောတာမဟုတ်ဘူးဖြစ်တယ်ဖခင်သခင်ကဘာရည်ရွယ်ချက်နဲ့ကျွန်တော်တို့ထားသလဲဆိုတဲ့အရာကိုကျွန်တော်ပြန်တောင်းရမှာဖြစ်တယ်အဲ့ဒီဟာကိုရှိလာရင်မြင်လာရင်ကျွန်တော်တို့ဘဝကိုအစီအစဉ်ကြားနာဖို့ရန်အတွက်ဘယ်လိုတည်ဆောက်ရမလဲသိလာအဲ့တော့ဒီအသင်းတော်အခုဒါဆရာကြီးဦးဆိုင်မင်းတို့အားဖြင့်ဖခင်ရှင်တည်ဆောက်ခဲ့တဲ့အရာကိုကျွန်တော်များစွာကျေးဇူးတော်ချီးမွမ်းတယ်အဲ့တော့ဆရာက purpose ကိုမြင်လာတယ်ပြီးရင်အဲ့ဒါကိုတည်ဆောက်တယ်ကျွန်တော်တို့ကအသင်းတော်ကိုတည်ဆောက်တာဖြစ်စေတယောက်ချင်းစီအသက်တာဖြစ်စေကျွန်တော်ကနှမျိုးဝင်ငှနေနော်တယောက်ချင်းစီရောအသင်းတော်ဘာကြောင့်လဲဆိုတော့ခရစ်တော်အတွက်ကနှစ်ခုလုံးဒီအင်မတန်အရန်အရေးကြီးတာဖြစ်တယ်ခရစ်တော်အသင်းတော်အတွက်အသေးခံတာဖြစ်တယ်နောက်သင်နဲ့ကျွန်တော်အတွက်အသေးခံတာဖြစ်တယ်ဗိမာန်တော်လို့ပြောရင်ကျွန်တော်တို့တယောက်ချင်းစီရဲ့ခန္ဓာကိုယ်ကဗိမာန်ဖြစ်တယ်လို့ကျွန်တော်တို့အားလုံးပေါင်းလိုက်ရင်ကျွန်တော်တို့တယောက်ချင်းစီကဗိမာန်တော်တစ်ခုပြန်မဟုတ်ပဲနဲ့နောက်ထပ်ရှူတောင်တစ်မျိုးကဘယ်လိုလဲဆိုတော့တယောက်ချင်းစီကကြောက်တစ်လုံးချင်းစီတယ်အသက်ကြောက်နေတယ်ကျွန်တော်တို့အားလုံးပေါင်းလိုက်မှဗိမာန်တော်ဖြစ်သွားတယ်အဲ့တော့ဗိမာန်တော်ကရှူတောင်နှစ်မျိုးနဲ့လာတာတယောက်ချင်းစီရှူတောင်ရှိတယ်အဖွဲလိုက်ရှူတောင်ရှိတယ်အဖွဲလိုက်ဆိုရင်ဝိညာဉ်တော်ကအလယ်မှာကျင်းဝတ်တယ်တယောက်ချင်းစီကျတော့အထဲထဲမှာကျင်းဝတ်တယ်ပေါ့အဲ့တော့အဲ့နှစ်ခုလုံးကကျွန်တော်တို့ကရဖို့လိုတယ်တချို့လူတွေကတမျိုးတည်းပဲရတယ်ငါနဲ့ဖခင်နဲ့ပေါ့နော်ငါဖခင်နဲ့သွားလာမယ်ဒါပေမဲ့အဖွဲလိုက်သူတို့မသွားလာတတ်ဘူးကြီးမားတဲ့ဖခင်ပေးတဲ့အသင်းတော်ပေါ်မှာဖခင်ဗိသိက်ထားတဲ့အရာမှာကိုပါဝင်ရကောင်းမှမသိဘူးပါဝင်ရကောင်းမှမသိဘူးဆိုတော့အခုဒါဘောလုံးပွဲရသည်ပြီးတာမကြသေးဘူးကမ္ဘာဖလားကိုကျွန်တော်ပြောတာဖြစ်တယ်အဲ့တော့ကမ္ဘာဖလားမှာတယောက်ချင်းစီရဲ့ပါဝင်မှုကအင်မတန်အရန်အရေးကြီးတယ်အဲ့ဒါကကစားတဲ့အချိန်မှာပဲမဟုတ်လေ့ကျင့်တဲ့အချိန်မှာအများကြီးပါတယ်ငါတို့ဒီနေ့မလာခြင်းကွာငါနားလိုက်မယ်ဆိုပြီးပြတ်တဲ့လူကပြတ်အဲ့ဒီသူကကမ္ဘာနိုင်ငံအသင်းမှာလက်ရွေးစင်ဖြစ်ဖို့ကခက်တယ်ဘာကြောင့်လဲဆိုတော့ तू ကသူ့အတွက်ပဲ तू ကကြည်တာလူတယောက်ကမလာလို့ရှိရင်တစ်ဖွဲ့လုံးထိခိုက်တာဖြစ်တယ်အဲ့ဒါအဖွဲလိုက်ဆိုတဲ့အရာကိုမြင်တတ်ဖို့လိုတယ်အသင်းတော်မှာအသင်းကိုလိုအပ်တာဖြစ်တယ်ကျွန်တော်ဒီလိုပဲပြောချင်တာဗိုလန်တီယာလုံးမဲ့ကဏ္ဍတွေအများကြီးရှိပါတယ်အဲ့တော့ကဏ္ဍတွေအများကြီးရှိတယ်ဘာလို့လဲဆိုလို့ရှိရင်အဖွဲလိုက်ဆိုတဲ့အရာကိုမြင်တတ်ဖို့လိုတယ်ဝิญဉ်တော်ကအဖွဲလိုက်အလယ်မှာကျင်းဝတ်တယ်တချို့ကျတော့အဖွဲလိုက်တော့သွားတတ်တယ်ပေါ့နော်ဖခင်เจ้าမှာချက်ပြုတ်မယ်ဆိုလဲကုတယ်တယောက်တည်းကျတော့ဖခင်နဲ့မသွားလာတတ်ပြန်အောင်တချို့ကရှိတယ်ကိုကကိုဆိုကျမ်းစာမဖတ်ဘူးစုမတောင်းမဟုတ်ဘူးဖခင်သခင်ကနှစ်မျိုးလုံးရှုထောင့်အောင်ကျွန်တော်တို့ရစေခြင်းတယ်အဲ့တော့ကျွန်တော်တို့ purpose ကိုဖခင်သခင်ကပြခြင်းတယ်အဲ့ဒါ prophetic ဖြစ်တယ် apostolic လို့ခေါ်တဲ့တမန်တော်ဆိုင်ရာဆိုတာဘာလဲလို့မေးမယ်ဆိုအဲ့ဒီ prophetic ကိုရပြီးသွားရင်ဘယ်လိုတည်ဆောက်မလဲဆိုတဲ့အရာကိုနားလည်လာတာဖြစ်တယ်ဘယ်လိုလုပ်မလဲဆိုတာဥပမာရိုးလေးကျောင်းသားတယောက်ကသူ့ဘဝမှာဘာဖြစ်ရမလဲဆိုတဲ့ purpose ကိုသိရင်သူဘယ်ကျောင်းတက်ရမလဲဘယ်လိုလုပ်ရမလဲသူ့ဘဝကိုဘယ်လိုတည်ဆောက်သွားမလဲအဲ့ဒါကို apostolic လို့ကျွန်တော်ခေါ်တာဖြစ်တယ်တမန်တော်ဆိုင်ရာတည်ဆောက်ခြင်းပြောချင်တာကဖျားရှင်ပေးတဲ့ယူပါယုံတွေညအိမ်မက်တွေရတယ်ယူပါယုံတွေရတယ်ဆုတောင်းရင်ဘယ်လိုတွေမြင်လဲအဲ့လောက်အဆင့်နဲ့သူတို့ကမကြည်နဲ့တော့ apostolic ကအဲ့တော့ကိုလက်တွေ့ဘယ်လိုအကောင်ထဲပေါ်မလဲဆိုတဲ့အရာကိုမြင်လာတယ်အမှဒီမှာဝိပုကိုးကွယ်မဲ့တခါလေဟာယူပါယုံထဲမှာကောင်းဝင်တမန်ကိုမြင်တယ်ကောင်းဝင်တမန်တစ်ပါးကိုထာဝရဘုရားစီလွတ်တယ်ဆိုလက်ခုပ်တီးမယ်ထားပါတော့ဒါပေမဲ့အဲ့ဒီကောင်းဝင်တမန်ကိုဘုရားသခင်ကဘာကြောင့်စီလွတ်တယ်လဲဒါဝိညာဉ်နယ်ပယ်ကိုကျွန်တော်ပြောနေတာဖြစ်တယ်နော်ဘာရွေချက်နဲ့စီလွတ်လဲအသင်းတော်မှာဘာလုပ်ချင်နေလဲဆိုတာကိုနားမလည်ရင်ဒီ apostolic ခြေလှမ်းကိုတက်လှမ်းဖို့အရန်ခတ်ပါတယ်အဲ့တော့ကျွန်တော်ထားပါတော့ဝိညာဉ်ပိုင်းပြောလို့တချို့တွေအချိန်အဆက်မမိမှာဆိုလို့ရိုးရိုးလေးကျွန်တော်ပြန်သွားခြင်းနဲ့တယောက်ချင်းစီရဲ့တတ်တာမှာအဲ့တော့ဘုရားသခင်ရဲ့ purpose ကိုကျွန်တော်တို့ကနားလည်မှာ
order လို့ခေါ်တယ်ကျွန်တော်စားရနေပြောရနော်အစင်းတရံဆိုတာပြန်ရုပ်လုံးပေါ်လာအောင်ကျွန်တော်တို့ဖြစ်လာမှာအဲ့နှစ်ခုကဆက်ဆက်နေတယ်လို့ကျွန်တော်ပြောချင်တာတို့ဟူဗာဗိုဟူအစင်းတရံမရှိလွတ်လပ်လာဟာဖြစ်တယ်မဖျားသခင်ကအဲ့ဒါမလို့ prophet ပြုခြင်းဆိုင်တမန်တော်ဆိုင်ရာတွေကိုယူဆောင်လာတယ်အသင်းတော်မှာဘာလို့ foundation ကတမန်တော် prophet တွေကဘာလို့ foundation ဖြစ်တယ်လဲဆိုတော့အဲ့ဒါကိုပြောချင်တာအေဖတ်အခန်းကြီး1ကိုကျွန်တော်ကြည့်မယ်အခန်းငယ်19ကနေ22ဝေါအရန်ရေးကြည့်ရနော်ထို့ကြောင့်သင်တို့ဒီတကြွတနိုင်ငံသားမဟုတ်ဘူးတဲ့အဲ့တဲ့ဟုတ်လားယုံကြည်သူဖြစ်လာပြီဆိုရင်ဧည့်သည်မဟုတ်တော့ဘူးတဲ့ဖခင်ရဲ့အိမ်တော်သားဖြစ်သွားပြီတဲ့တမန်တော်ရှင်ပေါလုကအေဖတ်ကိုပြောတယ်အေဖတ်ဆိုတာကတူရကီနိုင်ငံအနောက်တူရကီမှာရှိတဲ့အကြီးဆုံးမြို့ရောမအင်ပါယာအောက်မှာအကြီးဆုံးမြို့၃မြို့ထဲမှာပါတဲ့အရာဖြစ်တယ်နိုးထားမှုရဲ့ဗဟုဌာနဖြစ်တယ်လူတွေအများကြီးပဲလူကြီးတွေလည်းများတယ်စီးပွားရေးလည်းအရန်ကောင်းတယ်ရောမဒီအင်ပါယာအောက်မှာအီဂျစ်မှာရှိတဲ့အလက်ဇန်ဒရီးယားရယ်နောက်ပြီးရင်ဒီနေ့ခေတ်ဆီးရီးယားလို့ခေါ်တဲ့အဲ့ထဲမှာရှိတဲ့အန်တီယိုရယ်နောက်ပြီးရင်ဒီတူရကီမှာရှိတဲ့အေဖတ်မြို့ရယ်သူတို့ကတကယ်မြို့ကြီးတွေဖြစ်တယ်အဲ့မြို့မှာရှိတဲ့အသင်းသားတွေကိုယုံကြည်သူတွေကိုလှမ်းပြီးတော့မှရှင်ပေါလုကစာရေးရတယ်ဆက်ပြီးကြည့်ရအောင်သူ2နှစ်လုံးအမှနိုးထားမှုလုပ်ခဲ့တဲ့မြို့နော်မနက်ကနေညနေထိနေတိုင်းကိုတရက်မပြတ်သူကျမ်းစာသင်တာအဲ့အာရှိဘီလို့ခေါ်တယ်အာရှိဘီဆိုတာအနောက်တူရကီမှာရှိတဲ့လူတွေအားလုံးကအမှသူ့စီမှာရောက်လာတယ်လာပြီးနှုတ်ကပတ်တော်ခံယူတယ်နိုးထားမှုဖြစ်ခဲ့တဲ့နေရာဖြစ်တယ်ဝိညာဉ်တော်ကြီးမားစွာလှုပ်ရှားခဲ့တဲ့မြို့ဖြစ်တယ်ဆက်ပြီးကြည့်ရအောင်အဘယ်သူနည်းဟုမူကားအဲ့တော့ foundation ပေါ့တမန်တော် prophet ဆိုတာအတိတ်ပဲဘာကိုပြောချင်တာလဲဖျားပြတဲ့အရာကိုအသင်းတော်ကမြင်ရမယ်အဲ့မြင်တဲ့ဟာကိုတည်ဆောက်အောင်မှာဖြစ်တယ်ဖျားတကန်အဲ့အတိုင်းဖြစ်စေချင်တာအသင်းတော်ဆိုတာကိုထင်တိုင်းတည်ဆောက်လို့မရအောင်အဲ့အတိုင်းပဲအသင်းတော်ပဲပြောတာမဟုတ်သင်တို့ရဲ့အသက်တာဆိုလဲအဲ့အတိုင်းပဲဘဝဆိုတာငါထင်တာလုပ်မယ်အခုဆိုရင်သူများတွေဘယ်လမ်းကြောင်းရှိတယ်ဘယ်လိုတွေသွားကြလဲအနာဂတ်ကိုဘယ်လိုဆောက်လဲအဲ့လိုတွေမကောက်မဟုတ်ဘူးကျွန်တော်မြေကြီးပေါ်မှာရောက်လာတယ်ဆိုတာစာဝတ်နေရေးအစဉ်ပြေုံနေမကောက်ဖျားကကြီးမားတဲ့အကြံစီနဲ့လွှတ်လိုက်တာသင်သည် Cedrus Liburni ဖြစ်တယ်သင်ဟာအင်မတန်တန်မိုးရှိတယ်သင်ရဲ့ရှိတဲ့နေရာဒီအင်မတန်အရန်အရေးကြီးတယ်ဘယ်နေရာမှာရှိတယ်လဲဆိုတာအရန်အရေးကြီးတယ်ဆက်ပြီးကြည့်ရအောင်နောက်ထပ်အခန်းငယ်တစ်ခုcornerstone ဆိုတာတိုက်တောင်အမြင့်ကြောက်ပေါ့တိုက်တိုင်းဆောက်လိုက်လို့ရှိရင်အဲ့ဒီတိုက်ရဲ့ဒေါင်းမှာပထမအဦးဆုံးပေါ့ချတဲ့ကြောက်ကြီးပေါ့နော်အဲ့ကြောက်မှာသူတို့အစာဒါဘယ်နှခုနှစ်ကဒီအစာအုပ်ကိုစောက်ပါတယ်ဆိုတာ British ကမှာစောက်တဲ့အစာအုပ်တွေဆိုသွားပြီးတွေ့ရလိမ့်မယ်အဲ့တော့ဆီယာမအေမီစင်မန်မက်ဖာဆန်ကသူ့နေ့ရက်မှာကမ္ဘာပေါ်မှာအကြီးဆုံးအသင်းတော်စောက်ဖို့သူ့ကိုဖျားရှင်ခိုင်းတဲ့အချိန်မှာ$20ပဲရှိတယ်အဲ့$20နဲ့သူကအရင်ဆုံးကြောက်ကြီးအကြီးကြီးပေါ့နော်လှုပ်လိုက်ပြီးတော့မှဒီနေ့သူစမ်းစာကြောင်းအဲ့တုန်းကတော့သူကဖျားကြောင်းပေါ့အခုဒီနေ့ဖျားကြောင်းအရန်အောင်ကြီးသွားပြီအဲ့ဒါကိုသူက$20ကျွန်တော်ရောက်ခဲ့တယ်နော်အမေရိကန်မှာအဲ့နေရာမှာ$20နဲ့သူရတဲ့ဟာကိုလုပ်ပြီးတော့မှ cornerstone ရင်လုပ်တယ်အဲ့မှာသူကအထိန်အမှတ်ရှိတယ်အဲ့အစာအုပ်မှာအဲ့တော့ဘာဖြစ်လဲဆိုရင်တိုက်တိုင်းစောက်မယ်အစပြုတဲ့နေရာဒီတိုက်တောက်အမြင့်ကြောက်ပေါ့ cornerstone ကယေရှုခရစ်တော်ဖြစ်တယ်ပြီးတော့မှဆောနာတမန်တော်တွေ prophet တွေ foundation မှာပြီးတော့မှကျန်တဲ့ကြောက်တွေအားလုံးတတိုင်းလုံးပါဖြစ်သွားလဲဆိုရင်စိတ်ဆက်သွားတယ်အကုန်လုံးကတေချာ fitting ချပြီးတေချာစောက်ရတာပေါ့သူကအုပ်မသုံးကြောက်သုံးတယ်လေစောက်ပြီးတော့မှစေးဆက်ပြီးတော့ကြီးပွားသဖြင့်သခင်ဖျားအဖို့လုံကတန်ရှင်းတဲ့ဗိမာန်တော်ဖြစ်မယ်ကျွန်တော်ယုံကြည်သူအစုဝေးကတန်ရှင်းတဲ့ဗိမာန်ဖြစ်တယ်နောက်ပြီးဘာဆက်ပြောလဲကြည့်အောင်ဟုတ်လားသင်တို့ကငါတို့နဲ့အတူတူဒရိုက်သေးပါပဲတဲ့ဘသူတမန်တော်လဲဘသူ prophet လဲဆိုတာဒရိုက်သေးပါပဲအမှအရန်အရေးကြီးတာဖျားသခင်ဒီဝိညာဉ်တော်အပြင်ကျင်းဝတ်တယ်ကျွန်တော်ဒါ2နှစ်ပြည့်မွေးနေ့တုန်းကချွတ်မွေးနေ့လက်ဆောင်တွေပေးကြတယ်ချွတ်လည်းငွေမုံဘိုးတွေပေးကြတယ်ပေါ့နော်အဲ့ဒီကျွန်တော်ဘာလို့ပေးချင်လဲဆိုတော့ကျွန်တော်မှာ9ကန်အဟောင်းရှိရကျွန်တော်မသုံးတာအလှမွေး9မွေးတဲ့ကန်လေးအဲ့တော့သူ့ကို9လေးတွေတွေ့ရအောင်ငါသွားဝယ်မယ်ပေါ့နော်အဲ့ဒီမုံဘိုးတွေတချို့ရတယ်အဲ့ဒီကျွန်တော်သွားတယ်ရက်ွက်ထဲမှာလှတဲ့9တွေပေါ့နော်သွားကြည့်တယ်ရောင်းပေးတဲ့အမကလည်းသူကလည်းတော်တော်လေးပြောတတ်ပါတယ်เนาะအဲ့ဒါနေအဲ့ဆိုကျွန်တော်တို့ကလည်းသဘောကျတယ်အောက်ဆီဂျင်တွေပါတွေပါလိုတဲ့ဟာတွေပါဝယ်ရတယ်လေเนาะအဲ့တော့ထား9ကန်ရှိပြီ9ရှိပြီအဲ့9ကန်တွေကို9ကိုချက်ချင်းထည့်လိုက်အသက်ရှင်မလားဘာလို့လဲရေလိုတယ်ရေမရှိဘဲနဲ့ဒီတိုင်းပြစ်ထည့်လာလို့မှမရတာရေရှိမှ9ကအဲ့ထဲမှာအသက်ရှင်လို့ရတာဖျားသခင်ကအသင်းတော်မှာဘာအပြင်ကျင်းဝတ်တာလဲဘုရားသခင်ကဝိညာဉ်တော်အပြင်ပဲကျင်းဝတ်တာကျွန်တော်ပြောမယ်နော်တချို့အသင်းတော်တွေဒီတန်ရှင်သောဝိညာဉ်တော်နေရာမပေးရင်ဘုရားကျင်းဝတ်လို့မရအောင်လှုပ်ရှားလို့မရအောင်ဖြစ်တယ်ဘုရားသခင်ကဝိညာဉ်တော်အပြင်အသင်းတော်ကိုကျင်းဝတ်တာအသင်းတော်မှာကျင်းဝတ်တာဒီတန်ရှင်သောဝိညာဉ်တော်အပြင်ကျင်းဝတ်တာနှုတ်ကပတ်တော်လိုတာမှန်တယ်ဒါပေမဲ့တန်ရှင်သောဝိညာဉ်တော်ရှိမှပဲဘုရားသခင်ကျင်းဝတ်လို့ရတာရေရှိမှငါထည့်လို့ရတာလေဘုရားသခင်က
တန်ရှင်သောဝိညာဉ်တော်အားဖြင့်ပဲအသင်းတော်မှာကျင်းဝတ်တာတန်ရှင်သောဝိညာဉ်တော်ကိုအခွင့်မပေးလို့ရှိရင်ဘလို့မှအဆင်မပြေဘူးဘုရားသခင်ရည်ရွယ်တဲ့နေရာကိုဘလို့မှမရောက်ဘူးဥပမာကျွန်တော်ပြောမယ်နော်နားလဲအောင်ကျွန်တော်ပြောဘုရားသခင်ရည်ရွယ်နေရာမရောက်ဘူးဆိုတဲ့အတိတ်ပဲကျွန်တော်စေတက္ကသိုလ်တက်တဲ့အချိန်မှာဒုတိယနှစ်မှာပေါ့နော်biochemistry လူရဲ့ခန္ဓာကိုယ်မှာရှိတဲ့ဓာတုအဲ့ဒါနဲ့ဆိုင်တဲ့ဘာသာရပ်တွေသင်ရတယ်ပြီးလို့ရှိရင် anatomy ပေါ့လူခန္ဓာကိုခန္ဓာဗေဒပေါ့တိဆောက်ပုံပြီးရင် physiology အဲ့ဒါဘယ်လိုလုပ်လဲပေါ့တတိယနေ့ရောက်တော့ pathology လို့ခေါ်တဲ့ယောဂဗေဒနောက်ပြီးယောဂပိုးတွေ microbiology ပြီးရင် pharmacology ဆေးဝါးဗေဒတွေနောက်ပြီးရင်နောက်တော့မှုခင်းဆေးပညာတွေပါလာမယ်ဒါတမယိုးချသေးတာလားဇွဲကျိုးချပြီးသေးတာလားသူများကနေတတ်ထားပြီးမှဇွဲကျိုးချတဲ့ပုံစံလောက်ထားတာလားကျွန်တော်တို့အဲ့ဒါကိုကြည့်လိုက်ရင်သိတယ်အဲ့တော့နောက်မှုခင်းဆေးပညာဆိုတဲ့အရာတွေကိုသင်ရတယ်တစ်ခုပြီးတစ်ခုတီဆောက်သွားတာအဲ့ဒါတွေအားလုံးကိုတစ်နှစ်ပြီးတစ်နှစ်နောက်ထပ်လည်းသင်ရတဲ့ဟာတွေအများကြီးရှိတယ်မသင်သွားဘဲနဲ့လူနာကိုဆေးကူးလို့မရအောင်ဘာလို့ဆိုတော့သူကပညာမစုံကျွန်တော်ဒီလိုပြောတာမြင်မယ်ထင်နော်တန်ရှင်သောဝိညာဉ်တော်ကဝိညာဉ်စုကျေးဇူးအသီးသီးကိုပေးတာဒီ prophet ဆိုင်ရာဆိုတော့မှ prophet မှာသူကစုကျေးဇူးကပုံစံမျိုးလှုပ်ရှားတာအေလိယတို့အေလိရှေတို့ကနမိတ်လက္ခဏာတွေလုပ်တယ်လူတွေထားမြောက်စေတယ်တဘာဝလွန်ထောက်ပံ့ခြင်းတွေကိုပြုတယ်ဒိုင်ယေလအဲ့ဒါမျိုးလုပ်တယ်ဆိုတာတခါမှမတွေ့ရအောင်ဘုရားကသူချင်းရီတင်နဲ့ကယ်တာမှန်တယ်လေဒါပေမဲ့ तू ကဘာလဲဆိုအိမ်မက်တွေယူပါယုံတွေကိုအနက်အတိတ်ပဲနားလေပြီးခေတ်ကာလတွေနဲ့ဆိုင်တဲ့အရာတွေကိုသူ့ကိုဘုရားရှင်ဖွင့်ပြတာကဘာဦးကျမ်းမှာပါရယောသက်ဆိုလိုက်တဲ့အတိုင်းပဲသူ့ကိုဘုရားရှင်ပေးတဲ့ဉာဏ်ပညာတွေ तू ကအိမ်မက်တွေကိုလည်းအနက်ဖွင့်နိုင်တယ်အဲ့ဒါနဲ့ तू ကဒီအီဂျစ်ပြည်ကိုငတ်မုတ်ခေါင်းပါမှုမဖြစ်ပဲနဲ့ဘယ်လိုမျိုးကောင်းစီမလဲဆိုတဲ့အရာကို तू ကဖြည့်ရှင်းတာဖြစ်တယ်အဲ့တော့ prophet လို့ပြောလိုက်ရင်လည်းဗတ္တိဇန်ဆရာယောဟန်ဆိုလိုက်တဲ့အတိုင်းပဲတပားနဲ့မတူကျွန်တော်တို့ဘယ်ပုံစံနဲ့သွားပြီးတော့မှဘယ်အောင် prophet ဖြစ်တယ်ဆိုပြီးပြောမလဲကျွန်တော်ဒီလိုပြောတာနားလဲပဲတဲ့နော်ဘုရားရှင်ရဲ့ဒီဖွင့်ပြခြင်းစုကျေးဇူးကအလှလွှာနဲ့အမျိုးမျိုးရှိတယ်အင်မတန်ကိုစမ်းကြယ်တယ်အင်မတန်ကိုလှပလွန်အားကြီးတယ်အဲ့တော့ကျွန်တော်တို့အသင်းတော်တွေကဒီဝိညာဉ်စုကျေးဇူးတွေနဲ့ဆိုင်တဲ့အရာတွေကိုအပြည့်အဝမလက်ခံလို့ရှိရင်ဘုရားသခင်ဆွဲခေါ်ခြင်းတဲ့နယ်ပယ်ကိုမရောက်ဘူးလို့ကျွန်တော်ပြောချင်တာအဲ့ဒါမလို့ဒီအေဖက်၄မှာဆက်ပြီးဖတ်ခြင်းတွေ့မယ်ဓမ္မမှုတော်ဆောင်၅မျိုးအဲ့ဒါဒီခရစ်တော်ရဲ့ကြီးရင်ခြင်းပမာဏရောက်ဖို့လို့ပြောတာဖြစ်တယ်အဲ့တော့တချို့တွေကဘာဖြစ်ချင်လဲဆိုလို့ရှိရင်သူများတွေနဲ့အစဉ်ပြေအောင်ဆိုအချိန်ပြန်လျှော့တာရှိတယ်ငါတို့ကတော့အဲ့လောက်ထိတော့မသွားဘူးငါတို့ကတော့ဒီလောက်ထိပဲသွားမယ်ဆိုအဲ့လောက်အချိန်လျှော့မယ်ဆိုတော့ဘုရားရှင်ပို့ခြင်းတဲ့နေရာလောက်ထိကိုရောက်မှာမဟုတ်ဘူးကျွန်တော်တို့ကဘယ်တော့မှအချိန်လျှော့လို့မရအောင်အဲ့လိုပြောလို့ကျွန်တော်ကနှုတ်ကပတ်တော်ဒီအရေးအကြီးဆုံးဖြစ်တယ်ကျွန်တော်ပြောတာဘယ်တော့မှမပြီးပါနှုတ်ကပတ်တော်အရေးအကြီးဆုံးဖြစ်တယ်အတိတ်ပဲနှုတ်ကပတ်တော်နဲ့မညီတဲ့အရာတွေဒီဝိညာဉ်တော်ရဲ့လှုပ်ရှားမှုမဟုတ်ဘူးအဲ့ဒါဒီလူရဲ့စိတ်ခံစားချက် emotionalism လို့ခေါ်တယ်ဒါပေမဲ့နှုတ်ကပတ်တော်အရေးကြီးတယ်ပြောလို့ဝိညာဉ်တော်ကိုလုံးဝဖယ်ထားလို့မရအောင်ဘာလို့ဆိုတော့တန်ရှင်သောဝိညာဉ်တော်ကဒီနှုတ်ကပတ်တော်မှုတ်သွင်းတဲ့အရှင်ဒီနှုတ်ကပတ်တော်ကိုတုံသင်ပြသတဲ့သူဖြစ်တယ်တပည့်တော်တွေကသခင်ယေရှုတုံသင်လာတာသူတို့၃နှစ်လုံးသူခံယူတယ်နားမလည်သေးတဲ့အရာတွေအများကြီးရှိတယ်ဒါပေမဲ့ပင်တေကုတ်တွေနေရောက်တဲ့အချိန်မှာအဲ့ဒါတွေအားလုံးကသူတို့နားလည်သွားတယ်တဖြည်းဖြည်းနဲ့သူတို့ကဖွင့်ပြချက်တွေတလွှာပြီးတလွှာရလာတယ်အဲ့တော့ဘုရားသခင်ပြင်ဆင်ပို့ဆောင်တဲ့ level အထိကိုကျွန်တော်တို့ကသွားဖို့လိုတယ်ဘယ်လှုပ်ထုံးလုံနည်းတွေဘယ်ပုံစံတွေနဲ့ကျွန်တော်တို့ကသွားရဲဆိုတာတက်တန်ရှင်သောဝိညာဉ်တော်ကဘယ်အရာကိုဥဆောင်နေလဲဆိုတဲ့အရာကိုကျွန်တော်တို့ကဘယ်တော့မှမတွန့်ဆုတ်ပဲနဲ့သွားရဲဖို့လိုတယ်ဘာဖြစ်လို့လဲဆိုအသင်းတော်ဒီဘုရားသခင်အသင်းတော်ဖြစ်တယ်ခရစ်တော်ရဲ့အသင်းတော်ဖြစ်တယ်ဘုရားသခင်ကဝိညာဉ်တော်အားဖြင့်မဲ့အသင်းတော်မှာသူကကျိန်းဝတ်တာဖြစ်တယ်လှုပ်ရှားတာဖြစ်တယ်အသင်းတော်ကကျွန်တော်တို့အပိုင်မဟုတ်ဘူးခရစ်တော်အပိုင်နဲ့အရာဖြစ်တယ်အဲ့ဒါမလို့ကျွန်တော်တို့ကတန်ရှင်သောဝိညာဉ်တော်ကိုခွင့်မပေးလို့ဘလို့မှမရတာအဲ့တော့မြေကြီးပေါ်မှာတော့အသင်းတော်တွေအများကြီးရှိမယ်သူတို့အသီးသီးရဲ့ရွေးချယ်မှုတွေရှိမယ်ကျွန်တော်တို့မိသားစုတွေရှိမယ်ကျွန်တော်တို့ရဲ့ရွေးချယ်မှုအမျိုးမျိုးရှိမယ်ဒါပေမဲ့ကျွန်တော်ကတော့ဘယ်သူ့ကိုရွေးချယ်မလဲဆိုတော့တန်ရှင်သောဝိညာဉ်တော်ကိုကျွန်တော်ရွေးချယ်မယ်အဲ့ဒါအရင်အရေးကြီးတဲ့အချက်ဖြစ်တယ်ဆက်ပြီးကြည့်အောင်ကျွန်တော်ဘယ်အောင်ကြည့်မလဲဆိုရင်ဟေဘရဲအခန်းကြီး7အခန်းငယ်8ကနေ10ကျွန်တော်အခုတန်ရှင်သောဝိညာဉ်တော်အကြောင်းပြောတယ်ဒီအရာတွေကိုကျွန်တော်ပြောရဲဆိုတာလူတွေ impress ဖြစ်အောင်ကျွန်တော်လုပ်နေတာမဟုတ်ဘူးလုပ်เสียလည်းမလို့ကျွန်တော်တရားကိုကျွန်တော်ပြောရတာလည်းနော်လုပ်เสียမလို့ဥပမာတချို့တွေကထင်မှာပေါ့နော်ဟာဒီနမိတ်လက္ခဏာတွေသဘာဝလုံးရတယ်ငါတို့ကတော့မလို့ပါဘူးငါတို့ကစင်ကြင်တုံတရားရှင်ရပြီလို့ထင်မယ်ဟုတ်တယ်ကျွန်တော်ဆောနာမိတ်ဆက်ပေးတာမှန်တယ်ကျွန်တော်စေတက်ကတူကနေအောင်နာတယ်ဒါလောကနဲ့ဆိုင်တဲ့ကျွန်တော်ပညာဖြစ်တယ်ဟုတ်တယ်ကျွန်တော်ကျမ်းစာအကြောင်းမှာ theology မှာ doctorate ထိကျွန်တော်ရလာတယ်ကျွန်တော် American မှာရှိတဲ့ CMN College of Theology မှာကျွန်တော် adjunct professor လုပ်တယ်ဒီအရာတွေကျွန်တော်မပြောလို့ဒီဝိညာဉ်တော်ကိုခွင့်ပေးလို့ဟာတွေမပြောလို့လူတွေလက်သင့်ခံအောင်ကျွန်တော်နေလို့ရတယ်ကျွန်တော်ဒီလိုပြောရလား
ဒါပေမဲ့ကျွန်တော်ဒီဘသူ့ကိုသစ္စာဖောက်တာဆိုဝိညာဉ်တော်ကိုသစ္စာဖောက်တာဖြစ်တယ်ကျွန်တော်ဘဝမှာတန်ရှင်သောဝိညာဉ်တော်ရဲ့ပြုပြင်မှုတွေအများကြီးကျွန်တော်တွေ့ပြီးသွားပြီလှုပ်ရှားမှုတွေကျေးဇူးပြုမှုတွေအများကြီးတွေ့ပြီးသွားပြီတဘာဝလွန်ရတယ်အဲ့မလို့ဆရာကြီး Kim Clement ပြောတာလေငါ့ကိုယူရဲခေါ်ရင်ခေါ်တယ်ငါဖရားအတန်ကိုကြားတယ်ကျွန်တော်ကဖရားသခင်ပြတဲ့အရာကိုမြင်ပြီးတကယ်လုံနိုင်တဲ့တတ်သိရာသင်နဲ့ကျွန်တော်ကလိုတာဖြစ်တယ်ဒီနေ့အဲ့ဒါကိုကျွန်တော်ထပ်ပြောရရင်တော့လောကကြီးရဲ့အတန်မဟုတ်ဘူးဝိညာဉ်တော်ရဲ့အတန်ဖြစ်တယ်အဲ့တော့အာဗြဟံကသူ့ကိုဖရားရှင်ကအမွေခံလက်တက်တဲ့ပြည်ကိုခါနန်ပြည်ကိုခေါ်တယ်သူကနေတာမီဆိုဖို့ထေးမီးယားမှာနေတာမေသောပေါ်ပါမီအီရတ်မှာပေါ့မြင်းနှမြစ်ကြား Euphrates နဲ့ Tigris ကြားမှာရှိတဲ့နေရာပြောမှဆို civilization ကတအားကောင်းတဲ့အရန်ဖွံ့ဖြိုးတဲ့နေရာမှာသူနေတာခါနန်ပြည်ဆိုတာစိုက်ပျိုးရေးမွေးမြူရေးကောင်းတယ်ဒါပေမဲ့ဖွံ့ဖြိုးသေးဘူးလူတွေကရိုင်းနေဆိုတဲ့ပုံစံမျိုးသူသွားတွေ့တယ်ဒါပေမဲ့မဟုတ်ဘူးဖရားသခင်ကအိတ်ကောင်းနေတဲ့မြေစိုက်ပျိုးရေးမွေးမြူရေးကောင်းတဲ့မြေသူ့ကိုပေးချင်တာအဲ့အချိန်မှာသူကဖရားရှင်စစ်သားချင်းမပြောသေးပါဘူးဘယ်ကိုပို့မလဲဆိုတာဒါပေမဲ့ तू ကမသိဘူးဒါပေမဲ့ယုံကြည်ခြင်းအပြင်နားထောင်ပြီးထွက်သွားတယ်ဆက်ကြည့်အောင်ခန့်ငယ်ကိုမှာ तू တပါးပိုင်တဲ့ပြီးမှဧည့်သည်အဖို့ဖက်အဲ့တော့ဒီဂတိတော်ကသူ့အတွက်ပဲမဟုတ်သူ့သားနဲ့သူ့မြေးအတွက်လည်းဖြစ်တယ်အဲ့ဒါကိုတဲမနေတယ်နောက်ပြီးဆက်ကြည့်အောင်ခန့်ငယ်30မှာတွေ့လားမြို့မပေါ်သေးဘူးဒါပေမဲ့ तू ကဘာကိုမြင်တာလဲဘာကိုမျှော်လင့်တာဆိုတော့ဘုရားသခင်မြို့ကိုလာတည်လိုက်မယ်အင်္ဂလိပ်လိုက who architect and builder ဘိသုကပညာရှင်ပေါ့အဲ့မြို့ကိုဘယ်လိုစောင့်မလဲဆိုတဲ့ပုံစံကဘုရားသခင်စီမှာပဲရှိတယ်ပြီးရင် builder ဘုရားပဲတည်ဆောက်မယ်မြန်မာလိုကတီထောင်ပြုစုတယ်ခိုင်ခန့်မြဲမြံတဲ့မြို့ကြီးတွေတည်ဆောက်မယ်ဒီနေ့ခေတ်ဆိုကျွန်တော်တို့ကမ္ဘာပေါ်မှာအရန်ကောင်းတဲ့မြို့ကြီးတွေမြင်ပါဒါပေမဲ့အဲ့တော့ဘာမှမရှိသေးတဲ့အချိန်မှာ तू ကကြိုပြီးတော့မြင်တာတယ်ဘုရားသခင်ကဒီဇိုင်းဆွဲမယ်ဘုရားသခင်ကိုယ်တိုင်တည်ဆောက်မယ်အဲ့ဒါကျွန်တော်ပြောနေတဲ့ prophetic နဲ့ apostolic ကအဲ့ဒါပဲသင်ဘဝကိုဒီဇိုင်းဆွဲမှာဘုရားဖြစ်တယ်သင်လုံးဝစိတ်ချလို့ရတယ်တချို့တွေကထင်တာဘုရားဆွဲရင်သိမကောင်းလို့ထင်တာအဲ့ဒါဒီမှားယွင်းတဲ့မိုက်မဲမှုဖြစ်တယ်ဟုတ်တယ်ဘုရားပေးတဲ့သူကိုယူမလားကိုသဘောကျရလို့ယူမလားဘုရားပေးတဲ့သူကအယံကိုပိုကောင်းတယ်သင်လည်းအယံကိုသဘောကျရလိမ့်မယ်ဘုရားပေးတဲ့သူကသင်သဘောမကျဘဲနဲ့ယူရမှာမဟုတ်ဘူးအင်ပတန်သင်သဘောကျလိမ့်မယ်စိတ်မလောဖို့ပဲလို့တာတကယ်ချင်းကိုပြောလိုက်သိမလောနဲ့လို့အချိန်တိုင်းလဲနောက်မဆုံးနဲ့လို့ပြောဘယ်ဟာဦးစားပေးလဲဆိုတာကျွန်တော်တို့သိဖို့လိုတာအသက်အရွယ်တစ်ခုမှာတချို့ကအသက်အရွယ်တစ်ခုရောက်လာပြီဟုတ်ပြီဟာဒီအချိန်မှာတော့ငါဟိုပါပဲငါအလုပ်ကိုပဲအားထားမယ်မဟုတ်ဘူးတချို့အိမ်အောင်ပြုဖို့ရန်အတွက်နံပါတ်1ဦးစားပေးရမယ့်အချိန်ဖြစ်ပြီတေချာဆုတောင်းရမယ်တေချာမျက်စိဖွင့်နားဖွင့်နားရမယ်အဲ့လိုမျိုးအချိန်မျိုးရှိတယ်သူ့ရဲ့အချိန်နဲ့သူ့ရဲ့ calendar နဲ့ရှိတယ်တချို့ကတော့ဘုရားရှင်တယောက်တည်းထားဖို့ဘုရားလိုရှိတာလဲမှန်ပါတယ်ဒါပေမဲ့ကျွန်တော်ပြောချင်တာပါလဲဆိုတော့တယောက်နဲ့တယောက်နဲ့မတူဘူးသူ့ရဲ့အချိန်နဲ့သူ့အရာအဲ့တော့ဒီမှာ purpose ကိုမြင်မယ်ပြီးရင်အဲ့ order အတိုင်းသွားမယ်အာဗြဟံကတော့အဲ့ဒါကိုပဲစောက်တယ်သူကဒီ prophet ပြုခြင်းဆိုင်ရာတမန်တော်ဆိုင်ရာဆိုတဲ့အရာတွေကိုကျွန်တော်မြင်စေခြင်းလို့ကျွန်တော်ပြတာဖြစ်တယ်အဲ့တော့နည်းနည်းလေး shuffle အကြောင်းပြသွားမယ် shuffle ဆိုတာကအခုဒီနေ့ခေတ်မှာဆိုရင် Israel ရဲ့ဆေးရုံတွေမှာ transplant လုပ်တဲ့နေရာမှာသုံးတဲ့ medical terms ပေါ့ transplant ဆိုတာကအသေးအစားထိုးရဲဆို liver transplant ခေါ်တယ်လေနောက်ကြောက်ကအစားထိုးရင် kidney transplant ပေါ့အဲ့တော့ transplant ဆိုတဲ့အဓိပ္ပာယ် trans ဆိုတာကရွှေ့တာ plant ဆိုတာစိုက်တာလူတယောက်ရဲ့အထဲမှာရှိတဲ့ကြောက်ကက်ကလေးကိုအလှရှင်ပေါ့နော်အဲ့အလှရှင်ရဲ့အထဲမှာရှိတဲ့ကြောက်ကက်ကလေးကိုနှုတ်ပြီးတော့မှအဲ့တော့လူနာရဲ့အထဲမှာသွားပြီးတော့စိုက်ထားတာပေါ့နော်ပြူအဲ့ဒါလေးကိုပြန်အသက်ရှင်အောင်ပြိုးတာအဲ့ဒါကို shuffle လုပ်တယ်လို့ခေါ်တယ် shuffle အဲ့တော့တမန်ကျမ်းစာမှာဘုရားသခင်စိုက်ပြိုးတယ်ဆိုတော့အာရစ်ပင်ဘုရားရဲ့အိမ်တော်မှာစိုက်ပြိုးတဲ့အပင်နောက်ပြီးစာလံ1မှာဖတ်မယ်ဆိုလို့ရှိရင်မြင်နားမှာစိုက်တဲ့အပင်အဲ့စိုက်တဲ့အပင်ဆို shuffle သုံးတာနော် shuffle ပဲသုံးတာ Hebrew လိုကအဓိပ္ပာယ်ပါဆိုကျွန်တော်ကမြင်နားမှာစိုက်တယ်ဆိုစိုက်တယ်လို့ပဲမြင်တာဒါပေမဲ့အဲ့အပင်မှာအဲ့မြင်နားမှာမစိုက်ခင်မှာအတိတ်ဆိုတာရှိတယ်လူတိုင်းမှာအတိတ်ဆိုတာရှိတယ်ဒါဝိဒ်ကအရင်တော့သိုးအနှဲငယ်ကိုကြောင်းရတဲ့သူတယောက်ဖြစ်တယ်ဒါပေမဲ့ဘုရားသခင်ကသူ့ကိုနန်းတော်ထဲမှာရွှေ့ပြီးစိုက်တယ်ကျွန်တော်ပြောမယ်တော့သင်နဲ့ကျွန်တော်ဘဝကိုဘုရားသခင်ရွှေ့ပြီးစိုက်ချင်တယ်နောက်နှစ်တွေနောက်9နှစ်ကြာသွားမယ်10နှစ်ကြာသွားမယ်ဘုရားကိုဒီနေ့ကိုးကွယ်တဲ့သချင်းတွေနဲ့သင်ကိုးကွယ်လို့ရတယ်ဘုရားလည်းဒီဘုရားပဲသင်မယ်ဒါပေမဲ့သင်မတည့်ရက်နေတဲ့အခန်းသင်ရှိနေတဲ့အိမ်သင်ဘေးနားမှာရှိနေတဲ့သူတွေပြောင်းလဲသွားပြီဖြစ်တယ်ဘဝကိုဘုရားရှင်သင်ကိုအကြီးကြီးပြောင်းလဲစေချင်တယ်ဘုရားက transplant လုပ်ချင်တာ shuffle လုပ်ချင်တာဘုရားသခင်ကရွှေ့ပြီးစိုက်ချင်တယ်အဲ့တော့ဒီနေ့ Arabin ဆိုတဲ့နေရာမှာဘုရားဘယ်နေရာမှာစိုက်လဲဆိုတော့ပြောချင်တာအဲ့ဒါမလို့ပြောရအောင်ငါရဲ့ရည်မှန်းချက်ပြည့်စုံလိမ့်မယ်အစီအစဉ်ကြားနာမှုတွေစပြီးနေရာယူလိမ့်မယ်ငါ Cedrus Libani ဖြစ်တယ်အာမင်အဲ့တော့ကျွန်တော်ဒီနေ့နှစ်ချက်ပြောသွားပြီနောက်ဆုံးတစ်ချက်ကိုကျွန်တော်သွားရမှာเนาะပထမတစ်ချက်ပြောရတာသင်တန်ဖိုးရှိတယ်အဲ့ဒါမို့လို့ကျွန်တော်တို့ဘဝမှာကြံတဲ့အရာတွေပေးမဝင်မို့လို့တယ်တန်ဖိုးကြစေမယ့်အရာတွေတဆေးတွေကျွန်တော်တို့နဲ့မဆိုင်တဲ့အရာတွေလောကသားတွေအသက်ရှင်လို့ကျွန်တော်တို့အသက်ရှင်လို့မရဘူးသူများကိုကျွန်တော် beat down လုပ်စရာမလို
အရေးကြီးတဲ့အရာတွေကျွန်တော်တို့ကမြင်တတ်ဖို့လိုတယ်ဒုတိယချက်ကကျွန်တော်ဗာပြောဆိုနေရာဘုရားသခင်နေရာမှန်ကိုရွှေ့ပြီးစိုက်မှာဖြစ်တယ်အမှဘာလဲဆိုဘုရားသခင်စီကရည်မှန်းချက်ကိုတောင်းရမယ်ပြီးရင်ဘလို့တိဆောက်ရမလဲဆိုတော့ဉာဏ်ပညာကိုကျွန်တော်တို့တောင်းရမယ်အစွမ်းတတ္တိကိုတောင်းရမယ်ဘုရားရှင်တကယ်ပေးမှာဖြစ်တယ်အဲ့တော့တတိယတစ်ချက်အနေနဲ့ကျွန်တော်ပြောချင်တာဘုရားသခင်ကသင်အတွက်စကားပြောပေးတယ်ဆိုတော့ကျွန်တော်ပြောချင်တယ်ဟောရှေအခန်းကြီး2အခန်းငယ်21ကနေအခန်းငယ်23အထိဒီနေ့ဘုရားသခင်ပြောင်းလဲမှုတွေစလုပ်လိုက်မယ်နော်ကျွန်တော်ဒီလိုမျိုးပြောရင်တကယ်ပြောတာနော်ဘုရားရှင်ပြောင်းလဲမှုတွေစပြီးလုပ်လိုက်မယ်ကျွန်တော်တို့အသင်းတော်မှာကျွန်တော်တို့ကတိုးချက်လောက်ရတဲ့ကဏ္ဍတွေတအားများတယ်ငွေကြီးတွေကလိုအပ်ချက်တွေအများကြီးရှိတယ်ဘုရားသခင်ကျွန်တော် prophet ပြုခိုင်းတယ်အဲ့ဒီကျွန်တော်ကပြောတယ်ဘုရားသခင်ကမျက်နှာချက်တွေအကုန်လုံးဖြူချတော့မယ်အုတ်တိုင်းတွေအားလုံးဖြူတော့မယ်အဲ့လမှာဘုရားပြုတော့မယ်လို့ပြောခိုင်းတာအတိတ်ဘယ်ကကျွန်တော်တို့အမြင့်ကိုကြီးထွားနိုင်အောင်မျက်နှာချက်တွေခွာချတော့မယ်ဘေးကိုချဲ့ထွင်နိုင်အောင်အုတ်တိုင်းတွေဖြူတော့မယ်ကျွန်တော်ကဆိုလိုချင်တာအဲ့ဒါမဖြစ်လာတော့ဘုရားเจ้าရဲ့မျက်နှာချက်ကကွဲလာတယ်ဘုရားเจ้าရဲ့အုတ်တိုင်းကငကိုတွေကနည်းနည်းစောင်းကျင်နေတာအမှမတော်စားမှုတစ်ခုနဲ့တော့ပိုရိုင်သွားတယ်အဲ့တော့ပတ်စံပူကုံမှုဖြစ်သွားတယ်နောက်ထပ်မဟုတ်ဘူးတကယ်တမ်းဖျားရှံတကယ်ကောင်းတဲ့အုတ်တိုင်းအောင်ပြီးတယ်တကယ်ကောင်းတဲ့မျက်နှာချက်ကိုပြီးတယ်အသက်တာတွေကိုအကြီးကြီးပြောင်းလဲစေတယ်ကျွန်တော်အသင်းသားတွေအများကြီးအကြီးကြီးပြောင်းလဲတယ်ငွေကြေးပိုင်းဆိုင်ပြောင်းလဲမှုအများကြီးဖြစ်လာတယ်ကျွန်တော်အသက်တွေပြောမယ်ဆိုအများကြီးပြောလို့ရတယ်เนาะကျွန်တော်ငွေကြေးကိုအဓိကကျွန်တော်ပြောချင်တာမဟုတ်ဘူးဒါပေမဲ့ကျွန်တော်ဆိုလိုချင်တာဘာလဲဆိုတော့ဖျားသခင်ကကျွန်တော်တို့ပြောင်းလဲစေတယ်ဆိုတော့ကျွန်တော်ပြောချင်တာအဲ့တော့ဒီမှာကြည့်ရအောင်အဲ့ Hoshi prophet ပြုတာတော်တော်လေးကောင်းတယ်ကျွန်တော်တော်တော်လေးခွန်အားရတယ် prophet Hoshi ရဲ့အခန်းကြီး2အခန်းငယ်21ကနေစပြီးကျွန်တော်ကြည့်မှာဖြစ်တယ်အဲ့တော့ဘုရားသခင်ကကောင်းကင်စကားကိုမြန်မာကျမ်းစာကနားထောင်တယ်အင်္ဂလိပ်က answer ပေါ့အဖြေပါပေးရလို့ပြောတာဖုန်းခေါ်ရင်ပြန်ပြောသလိုပေါ့နော်ဖုန်းမှမဟုတ်ပါဘူးကောင်းကင်ကဘုရားကိုစကားပြောနေတယ်ဘုရားအဲ့ကောင်းကင်ကိုပြန်ပြီးတော့မှတုံ့ပြန်နေတယ်နော်ဘုရားကမတုံ့ပြန်မနဲ့မတည်ဘူးအဲ့ကောင်းကင်ကလည်းဘသူ့ကိုပြန်တုံ့ပြန်တာလဲမြေကြီးရဲ့စကားကိုနားထောင်တယ်မြေကြီးကသူ့ကိုပြောနေတာမြေကြီးကကောင်းကင်ကိုလှမ်းပြောနေအဲ့ဒါကိုတုံ့ပြန်တယ်ဆက်ပြီးကြည့်ရအောင်ဣသရေလလူမျိုးတွေရဲ့စိုက်ပျိုးရေးမှာအရန်အရေးကြီးတဲ့ຢာတွေပေါ့နော်သူတို့ဂျုံစပါးဆန်စပါးပေါ့ဒါမြန်မာမှုပြတာပေါ့နော်ဆန်စပါးစပြည့်စီဆိုတာတန်လွင်ဟွာတွေလေသူတို့စီရဖို့သူတို့လောက်ရတာရှိတယ်မြေကြီးကလည်းအဲ့အပင်တွေရဲ့စကားကိုနားထောင်မယ်အဲ့ဒီအပင်တွေကရေစရီလာရဲ့စကားကိုနားထောင်မှာရေစရီလာ Jezreel ဆိုတဲ့အတိတ်ပဲထာဝရဘုရားစိုက်ပျိုးတယ်ဆိုတဲ့အတိတ်ပဲဖြစ်တယ်ထာဝရဘုရားစိုက်ပျိုးတော်သူဣသရေလလူမျိုးကိုဘုရားရှင်ခေါ်တဲ့နောက်ထပ်နာမည်တစ်မျိုးပေါ့နော်အဲ့ဒါဘုရားရှင်ချစ်စလုံးနဲ့ခေါ်တဲ့နာမည်ဒီလူမျိုးကငါကိုယ်တိုင်စိုက်ပျိုးထားတာဒီဣသရေလမြေပါအဲ့လူမျိုးကသူကမျိုးစေ့ကျဲတယ်ဆန်စပါးတွေနောက်တော့ဘာတွေလဲစပစ်နော်စပစ်ပင်နောက်စီကြတော့ဒါတန်လွင်ပေါ့နော်အဲ့ဒါတွေမျိုးစေ့ကျဲတယ်ဒါပေမဲ့မဖြစ်ထုံဘူးအဲ့ဒါတွေကသေကုန်တယ်မြေကြီးကလည်းအကျိုးမပေးဘူးကောင်းကင်ကလည်းမိုးမရွာဘူးဒါပေမဲ့ဘုရားသခင်ကသူကိုယ်တိုင်အမှုပြုတဲ့အချိန်မှာဘုရားသခင်ကိုယ်တိုင်စိုက်ပျိုးတဲ့သူကိုဘုရားကကျေးဇူးပြုတဲ့အချိန်မှာကျွန်တော်တို့စကားကိုဘယ်သူကနားထောင်မယ်လို့ပြောရလဲဆန်စပါးစပစ်စီကျွန်တော်တို့ကရေစပေလားမဟုတ်ဘူးနော်โอเคဒါအရင်ရေးကြည့်တယ်နာမည်လွဲသွားလို့မရအောင်เนาะယေဇဗေလကဒါလုံးဝတကယ်ကိုစိုးသွမ်းတဲ့ wicked queen ဖြစ်တယ်เนาะအဲ့တော့ယေဇီလထာဝရဘုရားစိုက်ပြူတဲ့သူပြောအောင်ငါထာဝရဘုရားစိုက်ပြူတဲ့သူဖြစ်တယ်ဘုရားကဒီလောကမှာသင်ကိုစိုက်ထားတာအခုဒီအသင်းတော်မှာသင်ကိုစိုက်ထားတာအဲ့တော့စံစပါးတွေစီရစပည့်တွေသင်စပြီးစကားပြောရမယ်သင်လုပ်တဲ့လုပ်ငန်းတွေကိုသင်စစကားပြောရမယ်သင်ရဲ့ business တွေကိုသင်စစကားပြောရမယ်သင်သားသမီးနဲ့ပတ်သက်ပြီးသင်စပြီးစကားပြောရမယ်အဲ့တော့သူတို့ကနားထောင်မယ်တဲ့ဖြစ်ထွန်းဖို့သူတို့ကမြေကြီးကိုအဲ့အပင်တွေကမြေကြီးကိုဒါ prophetic ဆိုတာတကယ်ကို poetic imaginary ပေါ့နော်ကြပြဆန်ဆန်ရုပ်လုံးပေါ်အောင်ရေးတဲ့အရေးသားအနာဂတ်ကျမ်းတွေကိုဖန်ရတဲ့အတိုင်းပဲအဲ့ဒါကိုနားလည်အောင်ပြောပြချင်တယ်အဲ့ prophet တွေကယူပါအောင်အကြောင်းတွေတအားပြောရဲဆိုတာအဲ့ဒါပဲသူတို့ဘုရားရှင်ယူပါအောင်တွေတအားပြတာသူတို့မြင်တဲ့ယူပါအောင်မှာအဲ့အတိုင်းပဲယေဇီလဆိုတဲ့ဣသရေလလူမျိုးကအဲ့ဒါကိုဆန်စပါးတွေဒီစပည့်စီတို့စကားပြောတယ်အဲ့မှာသူတို့ကနားထောင်ပြီးတော့မှပြန်တုံ့ပြန်တယ်အဲ့သူတို့ကလည်းမြေကြီးကိုပြောတယ်ငါတို့ကိုကြီးထွားအောင်လုပ်ပါငါတို့ကိုကျေးဇူးပြုပါဆိုမြေကြီးကလည်းနားထောင်မယ်ဟုတ်တယ်ငါကူညီမယ်မြေကြီးကကောင်းကင်ကိုလှမ်းပြောတယ်မိုးရွာပေးပါပေါ့โอเคဒီလိုဆိုမြင်မယ်နော်ရှုတောင်းอ่ะအဲ့တော့ကောင်းကင်ကလည်းဟုတ်တယ်ငါအဖြေပေးမယ်ငါမိုးရွာပေးမယ်အဲ့တော့ဒါပေမဲ့ငါဖះကိုခွင့်တောင်းမယ်သူကထာဝရဖះကိုပြန်ပြောတယ်မိုးကောင်းကင်ကအတိတ်ပဲကဘာလဲဆိုတော့သင်မြေကြီးဘက်မှာသင်ကျဲနေတဲ့မျိုးစေ့သင်လုပ်တဲ့အလုပ်တွေသင်ပြောတဲ့စကားတွေအားလုံးကဝิญဉ်နယ်ပယ်ထဲမှာတက်ရောက်နေတယ်ဆိုတာကျွန်တော်ပြောချင်နေတာကျွန်တော်ဝิญဉ်ဖခင်ဆရာဘတ်ဟတ်ဝေးဆိုတာလေသူကတကယ်ဖះလူဖြစ်တယ်အများကြီးစက်ကတ်တယ်အခုအသင်းတော်တွေအများကြီးလက်တီထောင်တာမှန်တယ်နောက်သူပါဝင်ခဲ့တဲ့သာသနာလုပ်ငန်းတွေအများကြီးပေါ့နော်အဲ့မှာတက်တန်းတစ်လျှောက်မှာဟိုဒီကမ်ဘောဒီးယားမှာဆိုလဲဒေါ်လာတန်းနဲ့ချီပြီးလုံနိုင်တယ်
ကြီးလိုက်မယ်ဆိုသူ့အသင်းတော်အမေရိကတောမြို့ဆိုအသင်းသားတွေကနည်းနည်းလေးတောမြို့မှာမြို့ကြီးမဟုတ်ဘူးဟို mega church ဗီဒီယိုထဲမှာတွေ့ရတဲ့ဟာလိုမျိုးမဟုတ်ဘူးဒါပေမဲ့တာသံလုံးကအကြီးကြီးလုံနိုင်တယ်နောက်တော့သူစခဲ့တဲ့နေရာတွေကအရန်ခက်ခဲတဲ့နေရာတွေမှာစခဲ့တာအသင်းတော်စလို့အရန်ခက်ခဲတဲ့နေရာတွေပြဿနာအရန်များတဲ့ဒေသတွေမူရစ်စိတ်တအားများတဲ့နေရာတွေမှာသူတို့ကစခဲ့တာအဲ့ဒါနေကျွန်တော်ကနောက်ဆုံးတစ်ခါသူမြန်မာနိုင်ငံလာတော့ကျွန်တော်ကမေးလိုက်တယ်သူဒီတိုင်းပဲတင်တန်းလာပေးဖို့လာပြီမဲ့ဆရာဘယ်လိုလုပ်အဲ့ဒါအဲ့လိုအောင်မြင်တာလဲဆိုတော့သူကဘာပြောလဲဆိုတော့ကောင်းကင်ကိုငါတို့မျိုးစေ့ကျဲတယ်ဟောကောင်းကင်ကိုဘယ်လိုမျိုးစေ့ကျဲရလဲသူကဒီကျမ်းချက်ကိုပြောတာကျဲရတော့မြေကြီးမှာကျဲတာပေါ့ကောင်းကင်ကိုကျဲတာမဟုတ်အတိတ်ပဲကဘာလဲဆိုတော့ငါတို့ဟာတဲ့ဒီလိုတင်တန်းပေးတဲ့အချိန်မှာအခုထားပါတော့ကျွန်တော်ဒီနေ့ဒီအခန်းထဲမှာလူပနေရရှိလဲမသိဘူးအဲ့လူကိုဟောရင်လူတင်တယ်မြင်မယ်ဆိုကျွန်တော်နှုတ်ကပတ်တော်မျိုးစီကိုတင်းတို့နှလုံးသားတွေပဲကျဲတယ်လို့ထင်ပါပေါ့သူကဘာပြောဆိုအဲ့ဒါက effect ကတောက်လျှောက်သွားနေတာကိုသူပြောပြတာဆောနာဒီအပင်တွေကမြေကြီးကနေကောင်းကင်ပေါ့ပြောချင်တာဒီဝိညာဉ်ရဲ့လေထုဒီရန်ကုန်ရဲ့လေထုတွေကိုပါကျွန်တော်တို့တွေကဘာလုပ်နေရလဲဆိုတော့ဟောပြောနေတာဖြစ်တယ်သူကဘာပြောလဲဆိုတော့ငါတို့နှုတ်ကပတ်တော်ဟောပြောတိုင်းသင်တန်းတွေဖေကလှုပ်ဆိုတိုင်းငါတို့ကလှုပ်တယ်လှုပ်တိုင်းမှာဒေသဆိုင်ရာပြောင်းလဲမှုတွေဖြစ်လာတယ်အဲ့ဒါတကယ်ရလက်တကယ်သက်သေနော်သက်သေဆိုတာကျွန်တော်ပြောပြမယ်ကျွန်တော်တချို့အရာတွေဟောပြောသွန်သင်နေတယ်တချို့သူတွေကအယူမှားနေတာရှိခရိယန်တွေမှာလုံးဝအယူမှားနေတာရှိအဲ့အကြောင်းတွေကိုကျွန်တော်အသင်းသားတွေဟောတယ်အဲ့လူတွေကိုကျွန်တော်သွားမဟုတ်ဘူးမီဒီယာမှာလည်းမပြအောင်ဒါပေမဲ့အဲ့ဒီအယူမှားတဲ့သူတွေကကျွန်တော်အသင်းတော်ရောက်လာတယ်ကျွန်တော်ဟောတာကြားလို့မဟုတ်ဘူးတယောက်ပြီးတယောက်ရောက်လာတယ်အတိတ်ပဲပါလဲဆိုတော့ကျွန်တော်ကလေလူတွေကိုမျိုးစေ့ကျဲနေတာနောက်ပြီးရင်ကျွန်တော်ရဲ့ဒီ ministry မှာပေါ့နော် assist လုပ်မဲ့သူ10ယောက်ကိုဖျားရှံသူတို့အချိန်ပေးပြီးတပတ်ကို2နာရီကျွန်တော်တေချာသင်ခိုင်းတယ်2ချိန်ပေါ့1နာရီတစ်ချိန်1နာရီတစ်ချိန်အဲ့တော့1နာရီသင်တယ်ဆိုတော့1နာရီပဲသင်တာမဟုတ်သင်ခန်းစာပြင်ဆင်ရတဲ့နာရီရပိုများတယ်လေကျွန်တော်အချိန်ကိုကျွန်တော်မြုပ်နှံရမယ်အဲ့တော့ဒီလူ10ယောက်ကိုကျွန်တော်မြုပ်နှံတယ်စမြုပ်နှံတဲ့အချိန်မှာဘာဖြစ်လာလဲဆိုရင်သူတို့ဒီလိုခေါင်းဆောင်မှုတွေဒီ administration တွေဘယ်လိုလုပ်ရမလဲကျွန်တော်စပြီးသင်ပေးတဲ့အချိန်မှာ CMM College of Theology မှာ Global Leadership Program ပေါ့ Doctorate Program သူကစဖို့ရှိတယ်ဆရာကြီးကဘာပြောလာလဲဆိုတော့ဒီ program မှာတွဲပြီးသင်ပေးဖို့ကျွန်တော်ဖိတ်လာတယ်အမေရိကမှာကမ္ဘာပေါ်မှာလေနိုင်ငံပေါင်း80ကျော်ဒီခေါင်းဆောင်တွေတက်ကြတဲ့နေရာမှာအဲ့တော့ကျွန်တော်ပြောချင်တာကဟိုဆရာကသိလို့မဟုတ်ကျွန်တော်ဘာတွေသင်နေလဲဆိုတာသိလို့မဟုတ်အတိတ်ပဲကကျွန်တော်ကမျိုးစေ့ကျဲနေတာဒီတနေရာမှာကျဲနေတယ်ပြောချင်တာဒီသင်ရဲ့ရိတ်သိမ်းခြင်းဒီသင်မြင်နိုင်တာထက်ကျော်တယ်ဆိုတော့ကျွန်တော်ပြောချင်တာထာဝရဘုရားအဲ့ဒါကိုတုံ့ပြန်စီမယ်ဒေသဆိုင်ရာအဲ့မလို့ဆယ်ဘိုးတဘိုးထဲမိုးကောင်းငင်ပတင်းပေါက်တွေကိုဖွင့်လိုက်ပြီးကောင်းကြီးအကုန်စင်သွန်းလောက်မယ်ဒေသဆိုင်ရာကောင်းကြီးကျွန်တော်ကမ္ဘောဒီးယားမှာသာသနာသွားပြီးတော့လည်းအဲ့ရတိုင်းပဲကျွန်တော်အဲ့ဇလန်တွေတော့ကျွန်တော်ပြောစရာရှိတယ်နောက်တစ်ချိန်ညမှာပဲကျွန်တော်ပြောမယ်เนาะအဲ့သက်သေခံချက်တွေကအဲ့တော့အခုဒီမှာကျွန်တော်ဗာပြောချင်ဆိုဘုရားသခင်ကသူကိုယ်တိုင်စိုက်ပြိုးရတယ်ဆိုရင်သူကကျွန်တော်တို့ကိုယ်စားစကားပြောပြီးတယ်ခဏတော့ပြောမယ်နော်ဘုရားကိုကျွန်တော်တို့စကားပြောတာဟုတ်ပြီဘုရားကကျွန်တော်တို့ကိုစကားပြောတာမှန်တယ်နောက်တစ်ဆင့်ဘုရားကကျွန်တော်တို့ကိုယ်စားစကားပြောပြီးတာဆိုတော့ကောင်းကင်ကိုသွားစကားပြောပြီးတာနောက်တစ်ကြံချက်တစ်ခုကြည့်အောင်ဧသတာအခန်းကြီး6အခန်းငယ်1ကနေ3ခဏကြည့်အောင်God speak for you ဘုရားသခင်ကသင်ကိုယ်စားစကားပြောပေးမှာသမီးကိုယ်စားဘုရားသခင်ကစကားပြောပေးမယ်အဲ့တော့ဒီမှာကြည့်အောင်ဗာပြောလဲဆိုရင်ထိုနေ့ညမှာ Holocaust ပေါ့နော်ဂျူးလူတွေကိုလူမျိုးတုံးတတ်တာမြေကြီးပေါ်မှာဒီနေ့ဂျူးလူမျိုးဆိုတာမချမ်းအောင်အဲ့တော့ဘယ်သူလှုပ်ချင်တာဆိုဟာမန်လှုပ်ချင်တာလေအိဇလန်သိမယ်နော်ဟာမန်ဆိုတာ तू ကအာဂတ်မင်းကြီးရဲ့သားစဉ်ရှောလူမသက်ပဲနဲ့ခြံထားတဲ့ဘုရင်ကြီးရဲ့သားစဉ်မြေးဆက်လေအဲ့လိုသွားတဲ့ genealogy ကဘုရားသခင်ခိုင်းတဲ့အရာကိုကျွန်တော်ရေရဲဝန်းလုံးမှာကျွန်တော်ကဒီနေ့အသွေးသားရှိတဲ့ရန်သူတွေနဲ့တိုက်ရတာမဟုတ်လူတွေကိုတိုက်ရတာမဟုတ်ဒါပေမဲ့ဝိညာဉ်ပိုင်းမှာသင် tolerate လုပ်တယ်မကြမ်းမာခြင်းတွေရှိတယ်သင်ဆူတောင်းနေတယ်အနာငြိမ်းခြင်းတွေမတွေ့လာဘူးအော်ငါလက်သင်ခံလိုက်မယ်ဒီယောဂနဲ့ငါလက်တွဲပြီးနေမယ်ခါလေးသင်စဉ်းစားတယ်ဒါမလို့ရှိရင်သင်ဘဝမှာသင်ရင်ဆိုင်ရတဲ့အပြစ်တွေရှိတယ်အော်ဒါဒီလောက်တော့ရှိမှာပဲငါတို့အသက်တာမှာငါတို့အသွေးသားရှိတာပဲသင် tolerate လုပ်မယ်အဲ့ tolerate လုပ်တဲ့ဟာကိုသင်ရဲ့သားစဉ်မြေးဆက်တွေကပြန်ပြီးရင်ဆိုင်ရနိုင်တယ်အဲ့မို့ကျွန်တော်တို့အပြတ်ရှင်းဖို့လိုတယ်ဘုရားရှင်ပြောတဲ့အတိုင်းအဲ့တော့အမှတော့ဒီ Persian Empire အီရန်ကနေနော်ဒီကမ္ဘာကြီးမှာအုပ်စိုးရတယ်မှာဂျူးတွေလူမျိုးတုံးတတ်ဖို့ဖြစ်လာတယ်ဟစ်တလာခေတ်ကနောက်မှာသူတို့ခေတ်ကအရင်လာတာပြောရမယ်ဆိုတဖြည်းဖြည်းနဲ့အဲ့အကြံစီဟာမန်ရဲ့အကြံစီအောင်မြင်လာပြီဆိုဒုက္ခရောက်မှာဘုရားသခင်ကတစ်ဖက်မှာလှုပ်ပေးနေတယ်ဘာလို့ဘယင်တခါသူများတွေလှုပ်ကြမယ်လှုပ်တော့မော်ဒကဲကကယ်လိုက်တယ်အဲ့သတင်းကိုသူကပြောလိုက်တာပေါ့နော်တိသွားတဲ့အချိန်မှာဒါပေမဲ့ဘယင်ကအဲ့ဒါကိုမေ့သွားတယ်မော်ဒကဲကိုမချီးမြှောက်ရသေးဘူးဘုရားသခင်ကတကယ်ချီးမြှောက်ဖို့ဂျူးလူမျိုးကိုချီးမြှောက်ဖို့ဘုရားအကြံစီရှိနေတယ်အဲ့အချိန်မှာအဲ့တော့တညကြတော့ဘယင်ကအိတ်ဖို့လှုပ်တာလေမအိတ်နိုင်ဘူးတဲ့ဘယင်ဘလို့မှအိတ်မပြောဘူးဖြစ်လာတယ်အဲ့တော့ဘာတောင်းလဲဆိုနန်းတော်မှတ်စာရတယ်နန်းတော်မှာရှိတဲ့တောင်းမှတ်စာကိုယူခဲ့ဆိုပြီးဘယင်ကပြောတယ်ဆက်ပြီးကြည့်အောင်အခန်းငယ်နဲ့မှာရှင်ဘုရင်အာရွှေရုကိုနန်းတော်မိန်းမဆိုးတကစောင်း2ယောက်မော်ဒကဲဖော်ပြကြောင်းကိုတွေ့လင်းတော့အဲ့ဒါပြန်ကြည့်မှပဲသူကသိတယ်
မော်တကယ်ကသူ့ကိုဓာတ်ရိုက်ပြောခဲ့တာမဟုတ်ဘဲနဲ့တဆင့်ပြောတော့လေဒီခါကျရင်ဘီယန်ကကျေးဇူးမပြုလိုက်နိုင်တယ်သူ့ကိုတတ်မဲ့လုပ်တဲ့လူတွေကိုပဲသူကချက်ချင်းစီရင်ဖို့သူစိတ်ကအမှပဲရောက်သွားတာအဲမဲ့အမှသူပြန်တွေ့သွားတာတွေ့တော့ဗာဆက်ပြောလဲကြည့်အောင်ခန်းငယ်သုံးပါရှင်ဘီယန်ကထိုးချောင်းဖော်ပြတော့ကြောင်းဟုတ်လားမော်တကယ်ကိုယာဒူးမှာချီးမြှောက်ဖို့ရန်အကြံစီကဘုရားသခင်ရှင်ဘီယန်ကိုစကားပြောတာဖြစ်တယ်စကားပြောရဲဆိုတဲ့ညမှာစိတ်နှလုံးထဲမှာပေါ့ဘီယန်တော့သူအိတ်မပြောဘူးလို့ထင်မယ်သင်ဒီနေ့ဘုရားเจ้าမှာသင်ထိုင်နေတယ်ဘုရားရှင်သင်ကိုယ်စားစကားပြောပါစေတချို့လူတွေအိတ်လို့မရဘူးတချို့လူတွေသင်ကိုချီးမြှောက်နိုင်တယ်သင်အတွက်တကားဖွင့်ပေးနိုင်တဲ့လူတွေရှိတယ်ခါလေသင်အရန်ဆူတောင်းနေတယ်အဲ့လူတွေသင်ကိုဂယူးဆိုင်ချင်မှတော့စိုက်မယ်ဒါပေမဲ့ကိစ္စမရှိဘူးဘုရားသခင်ဖွင့်တဲ့တကားကိုစောင့်မှာဘာလို့လဲဆိုတော့သင်ကဘုရားစိုက်ပြိုရတဲ့အပင်ဖြစ်တယ်ဘုရားကဂယူးဆိုင်တယ်အဲ့ဒါမလို့သင်ကိုယ်တိုင်ကဘုရားစိုက်ပြိုရတဲ့လူတယောက်အပင်တစ်ခုပေါ့နော် Citrus libani သင်ဖြစ်တဲ့အချိန်မှာသင်လုပ်တဲ့လုပ်ငန်းတွေကိုသင်စပြီးစကားပြောပါသင်ကောင်းကြီးပြပါသင်လုပ်ငန်းခွင့်ပါကျွန်တော်ဆေးရုံမှာကျွန်တော်သွားတဲ့အချိန်မှာဟုတ်တယ်ဆေးရုံဆိုတာတာယာနာပြောပွဲကောင်းတဲ့နေရာတွေမှာမပါအောင်မှန်တယ်ဒါပေမဲ့ကျွန်တော်မနှက်တိုင်းသွားတဲ့အချိန်မှာဒီနေ့မှာအဲ့ဒီအနှုတ်လက္ခဏာတွေလူတွေစီမှာရှိတဲ့ဒီဝမ်းနေခြင်းတွေမျောလင်းချက်မဲ့ခြင်းတွေငါစီကိုမစည်းဝင်အောင်ဖိစီးမှုတွေငါထဲမှာရှိတဲ့ဝမ်းမြောက်ခြင်းတွေအနာငြင်းခြင်းတွေကဒီလူတွေထဲမှာစည်းဝင်ရမယ်မနှက်တိုင်းမှာကျွန်တော်သွားတဲ့အချိန်မှာကျွန်တော်အဲ့လိုမျိုးကျွန်တော်ကြီးညာသွားတယ်ဖျားရှံကြီးမားတဲ့ပြောင်းလဲမှုတွေလုပ်တယ်ညီးတွားမှုကိုခွင့်မပေးပါနဲ့တင်းအိမ်မှာစကားများမှုတွေအစင်မပြေမှုတွေများလာပြီဆိုစပြီးတင်ကောင်းကြီးမင်္ဂလာစကားကိုပြောရမယ့်အချိန်ဖြစ်တယ်အဲ့ဒါတွေကနားထောင်လိုက်မယ်တဲ့အရန်ရေးကြည့်ရင်တော့တင်းအိမ်မှာရှိတဲ့ကြောက်ခဲတွေသဲတွေကျွန်တော် prophetic ဒေသနာဝေငှကြောင့်ဒီပုံဆောင်ချက်တွေဝေငှနေတာဖြစ်တယ်တင်းကိုနားလည်နိုင်ဖို့ဘုရားမဆပါစေရှိတဲ့အရာတွေကစကားတင်းစကားကိုနားထောင်နေတယ်အဲ့ဒီအရာတွေနဲ့အစင်နောက်ဆုံးဘယ်သူစီရောက်သွားမလဲဘုရားသခင်စီရောက်ပြီးဘုရားသခင်အဲ့ဒါတွေအားလုံးအဖြေပေးမှာဖြစ်တယ်ဘုရားသခင်တင်းအတွက်စကားပြောပေးမှာဖြစ်တယ်ညဘက်ရောက်ပြီးဒီခါလေကျရင်သင်ကအချိန်တွေဘာမှမသိဘူးမော်ဒကယ်ရိုဆိုတာဘယ်အချိန်မှသူတို့သေရမှန်းမသိဘူးအဲ့လိုမျိုးအချိန်မျိုးဖြစ်နေတယ်ဒါပေမဲ့ဘုရားသခင်ကသူ့ကိုယ်စားစကားပြောပြီးဒီဟာကိုကျမ်းစာမှာအများကြီးတွေ့ရနော်ကဘာဦးကျမ်းမှာဆိုရင်လည်းအခန်းကြီး20မှာဆိုဘုရားသခင်ကအဘိမလက်ကိုအိမ်မက်နဲ့ဆာရာကိုမသိမ်းယူဖို့ရန်အတွက်ပြောတဲ့ဇလန်းတွေကဘာဦးကျမ်း31မှာဆိုဘုရားသခင်ကလာဗန်စီမှာအိမ်မက်နဲ့လာပြီးတော့မှယာကုပ်ကိုဘေးအန္တရာယ်မပြုတ်ဖို့ပြောတဲ့အကြောင်းတွေထွတ်မြောက်အကျမ်းအခန်းကြီး7မှာကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်ဘုရားသခင်ကအီဂျစ်လူမျိုးတွေထဲမှာစေတနာစိတ်ကိုပေးပြီးတော့မှဣသရေလလူမျိုးတွေကိုကြွယ်ဝခြင်းပေးဖို့စကားတွေအိစရာဘတ်စာမှာကြည့်မယ်ဆိုလဲကုရုဆိုင်းရပ်ဆိုတဲ့ကုရုမင်းကြီးကိုဘုရားသခင်ကသူ့ရဲ့ဝိညာဉ်ကိုမှွေနှောက်ပြီးတော့မှဣသရေလလူမျိုးတွေကိုဂျူးလူမျိုးတွေကိုသူတို့နိုင်ငံပြန်ပြီးတော့ဗိမာန်တော်စဖို့ရနောက်သူကအလှူပါခံပေးသေးတာအဲ့တော့ဘာလဲဆိုတော့ဒီကာလဒီဘုရားသခင်ကသင်ကိုစကားပြောပေးတဲ့ကာလဖြစ်တယ်ကျွန်တော်ပထမချက်ပြောခဲ့တဲ့သင်ကတန်ဖိုးရှိတယ်သင်ကလေဗနုန်တောင်ပေါ်မှာပေါက်တဲ့အာရစ်ပင်လိုဖြစ်တယ်စာလန်ဆရာဒီအတိုင်းပဲပြောရတယ်အဲ့ဒါကနေလွယ်တဲ့အရာအလုံးကအမှားဖြစ်တယ်ငါအသက်ကြီးငါဒုက္ခရောက်မလားမသိဘူးဆိုတော့အဲ့ဒါအမှားဖြစ်တယ်ကာလရဲ့ prime time က85နှစ်မှာလာတယ်85နှစ်ပလက်ကလထိုင်သူတေချာသူလောက်ရတော့မယ့်အချိန်မဟုတ်ဘူးသူ့ရဲ့အကောင်းဆုံးအောင်မြင်မှုက85နှစ်မှာသူလာတယ်လူငယ်သောနှစ်ပေါင်း40သူမရလိုက်တဲ့ဟာကိုသူစပြီးတော့မှသိမ့်ပိုက်တော့မယ်ပြောရအောင်ငါရဲ့အကောင်းဆုံးချိန်ကငါရဲ့အရှိမပဲရှိတယ်ငါမလွန်သွားဘူးလို့ပြောရအောင်အဲ့ဒါမလို့သင်ကတန်ဖိုးရှိတယ်သင်ကိုဘုရားရှင်ကမှန်ကန်တဲ့နေရာမှာစိုက်ထားတယ်ကျွန်တော်တို့ purpose နဲ့ခဏနေဆုတောင်းရင် purpose တွေရလာလိမ့်မယ် order တွေရလာလိမ့်မယ်ပြီးရင်ဘုရားသခင်ကသင်အတွက်စကားပြောပြီးမှဖြစ်တယ်ဘာလို့သင်ကိုယ်တိုင်ကဘုရားသခင်စိုက်ပြိုးထားတယ်အာရစ်ပင်ဖြစ်တယ်သင်ကိုသင်သေးတယ်လို့တခါလေးထင်မယ်ဒါပေမဲ့သင်ကမထင်ရှားတဲ့သူမဟုတ်ဘုရားရဲ့ရှေ့မှာသင်ကရေစီရီလားဖြစ်တယ်ဘုရားသခင်စိုက်ပြိုးတော်သူဖြစ်တယ် Citrus libani ဖြစ်တယ်ပြောရအောင်ငါဒီ Citrus libaniအပင်တွေကိုရှင်သန်စေတာဝိညာဉ်တော်ဖြစ်တယ်နော်ဝိညာဉ်တော်ကရေဖြစ်တယ်အားမလို့တန်ရှင်သောဝိညာဉ်တော်ကိုကျွန်တော်ဘယ်တော့မှကြောခိုင်းလို့မရအောင်လူတွေပြောတဲ့ဟာတင်တော့မကြကျွန်တော်ပြောမယ်ကျွန်တော်ဆရာမတယောက်ရှိတယ်အမေရိကမှာအရန်ကြီးတဲ့ဗာလဲဟာရီကိန်းကြီးဝင်တာလေသူကဖလော်ရီဒါမှာနေတာသူပြည်နယ်တဲ့တဲ့ဝင်ပါလေကျွန်တော်မိတ်ဆွေဆရာမအီဗွန်ကကျွန်တော်တို့အတင်းတော့မှအတူတူမှုတော့ဆရာမအီဗွန်လည်းသူညီမမိသားစုရှိတော့လေသူတို့အရန်စိုးရိမ်နေအဲ့တုန်းကတခါမှအဲ့လောက်ကြီးတာမတွေ့ဘူးဒီ satellite ကနေတရက်ပြီးတရက်နီးလာတာလေအမှဆရာမတယောက်ကသူကဘာပြောလဲဆိုတော့ဝิญဉ်ရအကောင်းဆုံးတယောက်ကငါတို့ရတဲ့ဒီမုံတိုင်းကိုတဲ့သူက live လွှင့်ပြီးသူပြည်နယ်မှာဖြစ်မှာလေငါတို့ရတဲ့ဒီမုံတိုင်းကိုငါတို့ကလက်သီးနဲ့ထိုးမယ်တဲ့လူတွေက comment တွေရေးတာပေါ့နင်တို့တွေယူသွားပြီလားဘာတွေရှောက်လုပ်နေရလဲနင်တို့တွေကကျန်းစာမှာလည်းပြောလို့လားတို့ဘာတို့အမှ तू ကတော့ तू ကဘာပြောဆို comment မဖတ်နဲ့တဲ့comment မဖတ်နဲ့အဲ့အရေးမကြည့်ဘူးတဲ့ဖြစ်တာငါတို့ပြည်နယ်ဖြစ်တာအိမ်ရှင်မတွေတမျက်စိရှင်တမျက်ငါတို့အိမ်မုံတိုင်းကိုလက်သီးနဲ့ထိုးမယ်ဆိုပြီးသူကယုံကြည်ခြင်းနဲ့သူတို့အမိန့်ပေးတယ်နောက်အဲ့မုံတိုင်းကအိမ်နေညနေကနေစပြီးချက်ချင်းကိုအချိန်ပြဲရော့သွားပြီးနောက်နေ့ weather channel မှာ weather ကြီးညားလူကအဲ့ဒါတွေမသိဘူးနော်ဒီမုံတိုင်းကလည်းထူတော့ထူဆန်းနေတယ်တစ်ဖက်ကပိတ်နေတယ်လူတယောက်ကလက်သီးနဲ့ထိုးရသလားအောင်းမေးရတယ်ဆိုပြီးသူကကြင်ညာတယ်ကျွန်တော်ဘာပြောလဲဆိုရင်တချို့လူတွေကအသင်ကိုအိမ်ငှားကပေးထားတဲ့လူတွေမဟုတ်ဘူးသူတို့အသင်ကိုဘယ်လိုထင်လဲဆိုတော့အသင်
အာယုံသိမ့်မထည့်နဲ့ကျွန်တော်ပြောနားလေလားလူတယောက်ကကျွန်တော်အိမ်ငါးကပေးထားပေးလို့ဆိုတော့ဟာဒီလူငါ့ကိုဘယ်လိုမြင်လဲတင်စဉ်းစားရဲဆိုတော့ကျွန်တော်သိမပြောချင်ဘူးတင်းအတွက်အိမ်ငါးကပေးထားတဲ့လူတွေမဟုတ်တဲ့လူတွေကငါ့ကိုဘယ်လို comment ရေးမလဲတော့သိမယ်တော့မှစိတ်မပူနဲ့ထာဝရဘုရားတင်းကိုဘယ်လိုမြင်တယ်လဲဆိုတာအရင်ရေးကြည့်တယ်ငါဒီ seriously ဘာနီဖြစ်တယ်ဝိညာဉ်တော်သွန်းလောင်းပါအဲ့လိုပြောလို့လူအမြင်ကအောင်နေဖို့ကျွန်တော်ပြောတာမဟုတ်ဘူးနော်အရေးဘုရားရှင်လှုပ်ခိုင်းတဲ့အရာဆိုသင်သည်အပေးယူမလုပ်ဘဲနဲ့လှုပ်ပါလို့ကျွန်တော်ပြောချင်တာဖြစ်တယ်နော်အဲ့လိုပြောလို့ဘယ်သူ comment ရေးဘယ်သူစကားမှနားအဲ့လိုမျိုးမဟုတ်ဘူးအလွဲမယူပါနဲ့ okay